အဲ့ဒါယုံကြည်သူတိုင်းကယေဘရဟိယုံကြည်သူတိုင်းကမပြောရမလဲအေဝံဂေလိယပြောရမယ်ဒါကျွန်တော်တို့ကဘုရားရဲ့နေရာမှာတတိယဆိုတာကိုမနေ့ကပြောတာဒီပိုင်းဒါဆိုရင်ကျွန်တော်စဉ်းစားကြည့်ပြလားတရုတ်ဆရာတော်လူလေးလားလူသေးလားဘာလို့လူလဲအော်အေးလာအေးဆရာသူလေးလားတော့ပြပြမယ်ကျွန်တော်ပြောတယ်ကျွန်တော်ကဒီမှာလူငယ်ပြုတော့ရတာလားဆိုတော့လူရစီဝါရက်ဒီလာဆွဲတယ်ကိုပြုတော့ပြီးတဲ့တန်းကြောင်းကျွန်တော်ကြောင်းအဲ့လိုပဲပို့လာကြတယ်ဟာဒီနာပို့တယ်တိုင်းတော့ပို့တယ်ချီလေးကပို့တယ်ဘုံကပို့တယ်လာရှုကပို့တယ်အစရှိတယ်ပေါ့တဲ့လူကပေါင်းတော့ပို့တယ်ရောက်လာကသားမှာသူတို့ကျန်းစာတင်ပေးတဲ့ကျန်းစာတင်ပေးတဲ့ကျွန်တော်တို့ကထိရလူကထိနေတာဖြည်းဖြည်းနဲ့သူတို့ရင့်ချက်လာပြီးတော့ဖရားနဲ့အသက်ရှင်တဲ့တက်တာဖြစ်လာတဲ့အခါကျွန်တော်လိုက်ထိနေတာပြီးတော့သူ့ကိုဘယ်သူကထိသွားလဲကျွန်တော်ကထိနေရတယ်ပြောပြီးသားခင်ဗျားတို့ကလူထိနေတာဖရားထိနေတာလူကထိနေလူကထိနေရဒီနာနဲ့နေလာတာပေါ့ဒါဝိဒ်ကပြောတာကာရဘုရားသည်ဆိုဒါဆိုရင်ဒါဝိဒ်ရဲ့သူလေးကတရုတ်ဆရာလားကာရဘုရားတရုတ်သူလေးကကဲတော့တရုတ်ဆရာလို့လားဘာလို့လဲလူရင်ဘာလို့လူလဲမလူရင်ဘာလို့မလူဘူးလဲအဲ့ဒါကဒီရအဲ့လိုဒီရအဲမလူဘူးလို့ယုံကြည်ရင်ဘာကြောင့်မလူဘူးပြောတာလဲဘာခံရလဲပြောလဲကျမ်းစာဘာပြောလဲအဲ့လိုကွာလူတယ်လည်းပြောရင်ဘာကြောင့်လူလဲကျမ်းစာဘာပြောလဲဘာကြောင့်လူတာလဲဟုတ်ကွာဆိုပြောရရင်တော့ကိုလုံနေတဲ့အရာကိုရှင်းရှင်းလေးသိဖို့တချို့ကအန်ဒီယုံလားယုံပါလေဆရာကြီးတကယ်ယုံလားတကယ်ယုံလားမို့လေအန်ဒီဘာယုံလားလဲအန်ဒီကယုံကိုယုံနေတာဟာယုံလို့ယုံတယ်ဒီကအဲ့ဒီလိုဖြစ်စေတယ်ကြည့်ကောင်းပြီမနေ့ကအိဘက်ဩဝါဒစာပြန်ပို့အဲ့တော့ပြောတာလေအိဘက်ဩဝါဒစာဘာအကြောင်းရင်းလာတာလဲကျွန်တော်မကြည့်နဲ့အိဘက်ဩဝါဒစာဘာအကြောင်းရင်းလာလဲစာတော့ခရစ်တော်ဤကိုခန္ဓာရည်လို့တော့အသိတော်ကြောင့်ဒါအပြည့်စုံပြောတာအလွယ်ပြောရင်အသိတော်ကြောင့်ကြည့်တာလားဟုတ်ပြီနော်ဒီဘက်ဟောတော့စာဘာကြောင့်ရေးထားလဲအသိတော်ကြောင့်ရေးထားတာခရစ်တော်ဤကိုခန္ဓာပိုင်းကိုခန္ဓာလေးဆိုအသိတော်ကြောင့်ကိုဒီဘက်ဟောစာရေးတာဟုတ်ပြီနော်ကြည့်ကောင်းဒီဘက်ဟောစာကတိလေးနည်းတော့ရှင်းပြအောင်ဒီဘက်ဩဝါဒစာအသင်းတော်ကြောင့်ရေးတယ်ဆိုတော့တခြားကိုရိန္သုတို့ဂလာတိတို့ယောမတို့ကရောအသင်းတော်ကြောင့်ရေးတာမဟုတ်ဘူးလားမေးခွန်းဖြစ်လာတယ်ဒါပေမဲ့သူအဓိကထားရေးတဲ့အရာရှိတာပေါ့စာတော်တိုင်းမှာဥပမာယောမဩဝါဒစာဆိုတာလဲယောမမျိုးနဲ့ရှိသောအသင်းတော်ရေးလိုက်တာပဲဒါပေမဲ့သူကယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်တယ်ဆိုတဲ့အကြောင်းကိုသူအဓိကအခြေရေးတာဥပမာဂလာတိစာတော်ဆိုလဲဂလာတိအသင်းတော်ရေးလိုက်တာပဲဒါပေမဲ့ဂလာတိဩဝါဒစာတော်ကဒီဂလာတိသင်းတော်လူတွေကခြေဆုတရားနဲ့ပြည့်တဲ့တရားရောရှက်တွေကိုဒါကိုခွဲခြားပြီးတော့ရှင်းပြပြီးတော့ရှင်ဘောတို့ကရေးတာအဲ့လိုရှိတယ်အဲ့တော့အိဘက်ဩဝါဒစာကျတော့အိဘက်အသင်းတော်ကိုရေးလိုက်တယ်သို့တော့ဒီမှာအဓိကချတဲ့အရာကျတော့ခရစ်တော်ဤကိုခန္ဓာတည်းဟူသောအသင်းတော်ကြောင့်ရေးပြကိုလိုသဲဆိုလေကိုလိုသဲကအသင်းတော်ကလူတွေစီကိုရေးလိုက်တာပဲအသင်းတော်ရေးတာပဲဒါပေမဲ့ကိုလိုသဲဩဝါဒစာရဲ့အဓိကရေးပြခြင်းတဲ့အကြောင်းအရာကျတော့ဥကောင်းပြီးဟူသော
ခရစ်တော်ရဲ့အကြောင်းကိုရေးပြတယ်ဒါကြောင့်ဒီအဖေဩရာစာကကိုခန္ဓာကြီးဟူသောအသင်းတော်အကြောင်းကိုအဓိကရေးပြတယ်နော်ကဲကောင်းပြီလေဒီဘက်ကတော့အခန်းကြီးလေးအခန်းကြီး7ကျွန်တော်ဖတ်ပြီးတော့မှလိုက်ပါခရစ်တော်ဤကိုယ်တော်ကိုဒီဆောက်၍ဓမ္မဆရာ၏အမှုကိုပြုတတ်ကြောင်းဘာလို့ဒီဆောက်၍လဲခရစ်တော်ဤကိုယ်တော်ကိုဒီဆောက်၍ဆိုတာအဲ့ဒါခရစ်တော်ရဲ့ကိုယ်ခန္ဓာဆိုတဲ့အသင်းတော်ကိုပြောတာဟုတ်ပြီနော်ပြီးတော့ဘာအမှုကိုပြုတတ်မည်အကြောင်းလဲဓမ္မဆရာဓမ္မကြီးတိုင်လာအိမ်မှာဓမ္မမရှိဘူးတရှိပဲရှိတယ်ဒါဆိုရင် तू ပြောတဲ့စကားလုံးကိုကျွန်တော် base လုပ်ရင်အခြေပြုရင်ပေါ့သူကပြောတယ်ညီကိုလိုပြောရင်ယုံကြည်လိုက်ဒီမှာတော့ဓမ္မဆရာကြီးအမှုကိုပြုတတ်နေကြောင်းဆိုရင်ဒါအမှုတော်ဆောင်နေလို့ပြောပြီတခါလေကျမ်းစာမှာတပါးလေးသောသားတို့ဆွလို့မသိတဲ့လောကီသားတို့ချစ်တော်မူတယ်ဒါတလောကလုံးပြောတာခရစ်ယာန်ဘုန်းတွေဘုလုံးပြောတာအဲ့တော့ဒီမှာခရစ်တော်ဤကိုယ်တော်ကိုတည်ဆောက်ရည်ဆိုတာအသင်းတော်ကိုတည်ဆောက်ဖို့ကိုခန္ဓာဆိုတဲ့အသင်းတော်တည်ဆောက်ဖို့တည်ဆောက်မဲ့ဘာဆရာလဲဓမ္မဆရာကြီးအမှုကိုပြုတတ်နေကြောင်းဆိုတော့ဒါအသင်းတော်မှာအစီခံမဲ့ဓမ္မဆရာမတွေကိုရည်ရွယ်ပြီးတော့ပြောပြီဟုတ်ပြီနော်ဒီကောင်းကောင်းမှာစပါကျွန်တော်ဖတ်ပြတော့တန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းလို့ကဘုရားခင်ဒီလူအချို့တို့ကိုတမန်တော်အရာ၌၎င်းချို့တို့ကိုပရောဖက်အရာ၌၎င်းချို့တို့ကိုသာသနာပြုအရာ၌၎င်းချို့တို့ကိုဆရာအရာ၌၎င်းခံထားတော်မူအာမင်အသွေးဒီမှာပြောတယ်ဒီမှာဘုရားကဒါလူတိုင်းမဟုတ်ဘူးနော်သူကဖတ်တဲ့အခါအချို့လိုပဲရေးတယ်ဟုတ်ပြီနော်လူအချို့တို့ကိုတမန်တော်အရာလူအချို့တို့ကိုပရောဖက်အရာအချို့တို့ကိုသာမန်အရာအချို့တို့ကိုသေလို့အရာအချို့တို့ကိုဆရာမှာခံထားတယ်အာမင်ဒါဆိုရင်ပြောလို့လားဘယ်သူကခံထားတယ်ပြောလဲရကလူကခံတာမဟုတ်ဘူးလူကခံရင်ပြောတယ်လို့ပြောတာပေါ့ဟုတ်ငါဘေးကခံတာပြောလို့ထုတ်လာမယ်ဒါတော့မင်းတို့ကျွတ်တယ်တရားသူကြီးချေခွက်ခံမှတ်သားတယ်ဘုရားခံထားတယ်ဆိုပြီးတော့အသင်းသားတွေကလည်းဘုရားတို့မသိကြအောင်လုပ်ဆောင်နေတယ်နော်ဘုရားကလည်းအများကြီးလေးဒါလေးစံကနေရောအပြန်လာရှိတာပေါ့အပြန်လာရှိတာပေါ့တော့ဘုရားကဒီအသင်းတော်မှာတေယုဆရာဖြစ်နေခံထားတဲ့လူရှိတယ်ဆိုရင် base ကတော့အခြေခံတော့အသင်းသူသင်းသားတွေကတေယုဆရာကိုချစ်ပြီးတော့တေယုဆရာလည်းတေယုဆရာကိုချစ်တယ်အဲ့ဒီမှာချစ်ပြီးတာအဲ့တော့ခင်ဗျားတို့ကကိုယ့်ရဲ့တေယုဆရာကိုချစ်တတ်ရင်ချစ်တတ်ရင်အဲ့လိုပဲတေယုဆရာလည်းဒီတေယုသင်းသားကိုချစ်တတ်ရင်ချစ်ချင်းမြတ်တာဆိုတာရိုးလေးပါချစ်မြတ်တာဆိုရိုးလေးကျွန်တော်ချစ်ဘူးလားပဲဟုတ်ချစ်ဘူးလားချစ်ချင်းမြတ်တာနဲ့ချစ်တဲ့အခါမတူဘူးလေနော်ချစ်တဲ့စိတ်မဟုတ်ဘဲနဲ့ချစ်ရင်တော့ကျွန်တော်ချစ်တဲ့အခါပြောပြအောင်မချစ်တတ်လို့လေကျွန်တော်ကမလေးရှားပါဒီစိတ်မှာအဲ့ဒီကိုအစိုးရမျိုးကြီးတို့ဘာလို့တော့ဆရာဆံပြီးတော့လို့ပါကျွန်တော်လေးရပါအဲ့လေကိုမျိုးကြီးကဒီစိတ်မှာကျွန်တော်ဒီလက်မှာဖြတ်တဲ့စိတ်မှာတောင်းတာမိန်းကလေးကိုပြောတယ်ကျွန်တော်တို့ထွက်ပေါက်ရှိတဲ့နေရာမှာထိုင်တယ်ထွက်ပေါက်ထိုင်တော့နည်းနည်းကြည့်တယ်အဲ့ဒီအရေးပေါ်ထွက်ပေါက်နေရာခြေတော့ကျွန်တော်ခြေစားလက်ဆံလို့ရတခြားထိုင်လို့ဆိုနည်းနည်းကျင်းတယ်ဘာလို့အဲ့ထွက်ပေါက်နေရာထိုင်လို့လေးကိုတောင်းတော့အဲ့ကောင်က
ကလေးမ MBA ကြောင်းလဲကလေးမဘယ်နည်းအောင်လဲပြီးအောင်သူကကျွန်တော်နောက်တော့မတည့်ရသူရှိမှစကားပြောဘာပြောလဲဆိုတော့ကိုမျိုးကြီးလို့ရမယ်ခုနောက်ကခေါင်းပြူတဲ့အငယ်ကြီးရောက်တာဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းဖြစ်ချင်တော့ကြားမြောင်ကြားတော့လားဘောရဟိုမွေးကစားတော့မှာဘုရားကောင်းလားကလေးမငါ့ဘာပြောတာလဲပြီးတော့ဆက်ကြားလာမှာလို့အဲ့တော့သူကရေးပေါ်ထွက်ပေါက်ဆိုတော့တခုခုဆိုလို့ရှိရင်ဒီမင်းကားကိုဖွင့်ပြရမှာဟုတ်ဖွင့်ပြရအဲ့တော့လေစီးပူးရဲ့လူဆိုသိပါတယ်အဲ့မှာဆိုရင်လာပြီးပြောတယ်နော်ဒီခဏလေးနောက်ဘာဖြစ်ဘာလို့ဥပါညာဒီကားကိုအဲ့တော့သူကအဲ့တော့ကြည့်လို့ဒီသင်္ကန်းကြီးရတော့အဲ့ဒါသူ့အမြင်အဲ့ကျွန်တော်မိမကြလို့ယောက်ျားရဲ့ရှင်ရတယ်တတိတခြားပူခန့်လာဆိုတော့ချစ်ချင်းနေတာနဲ့ကြည့်တဲ့ကြည့်ရမတူဘူးအဲ့ဒီလိုပဲကိုယ့်ရဲ့တေးဥဆရာကိုတင်လို့ချစ်သောစိတ်နဲ့ကြည့်တတ်တယ်အဲ့ဒါအကြီးအဲ့လိုပဲတေးဥဆရာလည်းတင်းသူတင်းသားတွေချစ်ဖို့အတင်းသူတင်းသားတွေကလည်းတေးဥဆရာချစ်ဖို့အဲ့တော့ဘုရားပြောတယ်ခန့်တာကတော့ဘယ်သူကခန့်တာလဲဘုရားခန့်ပြီးလားဘုရားခန့်ပြီးလားအဲ့တော့ဓမ္မဟောင်းမှာကြည့်တဲ့အခါဒီဥစ္စာတဲတော်ပြီးတော့ခဏနေတော့ရှောလမုန်ကြီးရောက်တော့ဗိမာန်တော်အဲ့ဒီဗိမာန်တော်မှာဆယ်ဖို့တစ်ခုထားတဲ့အခန်းရှိဒီလေဝိတွေကတဲ့ဘာမှမလုပ်အောင်ဒီဘုရားမျိုးကိုဆောင်ရတယ်တဲ့အဲ့ဒါကြောင့်ကျန်တဲ့ဣသရေလလူမျိုးတွေ12မျိုးကကျန်တဲ့12မျိုးကသူ့တော်ဣသရေလ13မျိုးရှိတယ်ဆိုတော့ကျန်တဲ့12မျိုးကတဲ့သူတို့ရဲ့ခြံတွဲအသီးနှံတွေအကောင်တွေအဲ့တော့ပတ်စံမသုံးဘူးအဲ့တော့ယူလာပြီးတော့မှဒီဗိမာန်တော်ကဆေဘုရုထားတဲ့အခန်းထဲမှာထည့်ထားပြီးရတယ်မာလခိ3မှာပြောတဲ့ငါဤအိမ်တော်၌စားစရာရှိနေတာဆိုတော့ရှောလုံဆောက်တဲ့ဗိမာန်တော်ကြီးမှာဆေဘုရုထားတဲ့အခန်းရှိတယ်အဲ့ဒါကိုပြန်ပြီးတော့မှကျန်တဲ့ဒီဝိတွေကတော့ယူစားသူတို့လာထည့်ထားတဲ့ဒီဇုံရွက်တို့ချင်မောင်ရွက်တို့စသဖြင့်ဟလားဘူဒီတို့ခရယာဒီတို့နော်မာလာဒီတို့ပြီးတော့မှဒီဒါချက်ဘူးတို့ဘာလို့လာတော့မွေးထားတဲ့အကောင်တော်တွေတူးတို့ဘာလို့စိတ်တို့ဒီအကောင်တွေရလာထည့်ထားတဲ့အောင်ညညကျရင်ဘုရားသခင်လာစားတာမဟုတ်ဘူးဘုရားသခင်စားဘူးသူ့အတွက်အစီခံနေတဲ့လူတွေစားစရာမရှိတော့သူတို့ခက်တာလေအဲ့တော့လည်းငါလူတွေစားစရာရှိနေခြင်းကထည့်ထားတယ်လေဝိရောတာမြူစားတယ်သူတို့တွေမထည့်လို့လေဝိတွေလဲဆိုင်နေတဲ့တကိရှိတယ်လေဝိတွေကြည့်တော့လေဝိတွေကလေကုနဲ့ရောက်တယ်မိမိလိုက်သွားတယ်လာကြပါဘာလို့လဲအားရမရှိသေးတယ်ဒီမှာကလေးလည်းငတ်နေပြီဆိုင်နေဘာလို့လဲစက်ဖို့လာမထည့်ဘူးလေငါတို့ပြန်နေပြီဆိုတာအဲ့ဒါပြန်ပေါ်လာပြီးတော့မှကဲကျန်တဲ့ဒီကောင်တော်တွေကလည်းကျန်တဲ့ဣဒလာလူတွေလည်းကျန်တော့လာပြီးတော့ထိကြပါဒီမှာလူတွေလည်းစိုက်နေတယ်ပါလို့ဖြစ်တယ်ဆိုညှိနှိုင်းပေးရမှာနော်အဲ့ဒါကြောင့်ဒီဘုရားပြခတ်ထားတဲ့လူဟုတ်တယ်သို့တော့ကျန်တဲ့လူရှိသူတွေကသူ့ကိုပံ့ပိုးပါအာမင်ဆိုသူကဘယ်ကေအိုဆီယာလည်းဒီမှာလို့ရှိရမယ်ဒီမှာလည်းညီကြီးအားစလို့ပေါ့ကေအိုဆီယာဆိုတော့အကုန်လောက်ရတယ်ဘောပါပဲဒီသူတို့ကျွန်တော်ရောက်ဘူးတဲ့နေဘက်တွေပါလေဆိုရင်ကျွတ်နေရတယ်ကိုဆိုးတယ်တေးဥစီရဆိုတော့အကုန်လုံးတတ်တယ်လို့ထင်တယ်ကျွတ်အိမ်မှာနိုင်ပြည့်တော့လာပြင်ခိုင်းတာဟိုအခါတွေပါရှမ်းပြည်တော့တေးဥစီရသူကတေးဥစီရဆိုအကုန်တတ်တယ်လို့ထင်တာတော်များများလူကြီးကိစ္စဝင်ကြီးရပါညာလားအဲ့ဒါလည်းပါလေအခါလေးကိုအသိတော်မှာအသေးပွဲလို့ပါညာဆိုတော့နောက်တော့မရတယ်ဆရာအဲ့ကောင်လေးအပြောလေးရှင်မလားသမီးကိုအဲ့တော့ပြောနေတာတော့အခြေခံကတော့ကျွန်တော်ချင်းမြစ်တာထဲမှာရှိနေတယ်သေယုဆရာနဲ့ယုံကြည်မိသားစုအဲ့တော့ခန့်တာတော့ဘုရားခန့်တာသို့တော့အသိဉာဏ်သင်္သားတွေကဘုရားခန့်တာပဲဘုရားကျွေးလိုက်လို့မဟုတ်ဘူး
ခင်ဗျားတို့ကြွေးရမှာတော့ကိုဘက်ကလည်းချစ်တော်စိတ်နဲ့ပေါ့နော်ကိုရဲ့တင်းဥဆရာကိုပေါအောင်အဲ့တော့ကောင်းပြီခုနချမ်းသာရတင်းဥဆရာရှိလားရှိတယ်နော်အဲ့တော့ဒါက 5-4 ministry လို့ပြောတယ်5-4 ministry ငါတို့တမန်တော်အရာ prophet အရာသာသနာပြုအရာတင်းဥအရာဆရာအရာဆိုတော့အတင်းတော်မှာဘုရားကောင်းကမှတ်သားတဲ့နေရာငါတို့ရှိတယ်အဲ့တော့သူကအဲ့တော့ဒါအတင်းတော်အတွက်လို့ပြောတာနော်ဘာအတွက်လဲအတင်းတော်အတွက်တမန်တော်လို့ပြောရင်လေဒီတမန်တော်ဒီဘာအတွက်လဲအတင်းတော်အတွက်ဟုတ်ပြီနော် prophet လို့ပြောရင်လေဒီ prophet ဒီဘာအတွက်လဲအတင်းတော်အတွက်အဲ့တော့ကျန်တဲ့သာသနာပြုအရာတို့တင်းဥအရာတို့ဆရာအရာတို့မှာတော့တိတ်မရှုပ်ဘူးရှင်းတယ်သာသနာပြုတယ် missionary နေနဲ့ခုကဆရာယူတန်ကကျွန်တော်တို့တိုင်းပြည်ကိုဒါသာသနာပြုဖြစ်တဲ့သူရောက်လာသာသနာပြုတဲ့သူရောက်လာတာဒီမှာသူ music ချဲတယ်ဟုတ်လားရ music ချဲတယ်ပြီးတော့မှမြန်မာလူသမားချမ်းစာတွေပါလေလားရအောင်ပြုစုပြီးတော့မှပြောရတော့တည်တဲ့အချိန်ဒီမှာနေသွားတာတရားပေးတဲ့ဒီပါလုံးနဲ့နေမကောင်းလို့ပြန်တဲ့အချိန်ပြင်နေတဲ့နေတည်တာဆိုတော့အလောင်းကပြင်နေတဲ့ပြချတဲ့ခုနကျွန်တော်မနေ့ကပြောလို့ဟောအုပ်မှာဗာချမ်းကျစုပဲဗာဒါရီအောင်လူလောက်ပါဘူးအလောင်းဒါထုံးတာပေါ့ဒီကြောင့်လည်းထုံးတာသင်္ဘောမှာတည်တယ်ဆိုပြင်နေတဲ့ပြချလိုက်ရတယ်ဆိုပြချလိုက်ရတယ်ဒါပေမဲ့တည်တဲ့အချိန်နေသွားတာနော်သာသနာပြုတယ်သာသနာပြုဆိုတာလည်းရှင်းတယ်နောက်ကျွန်တော်သဘောကျကျွန်တော်လေးစားတယ်ချစ်လဲချစ်တယ်ကျွန်တော်လည်းချစ်တယ်ကျွန်တော် idol ပြောလို့ရတာပေါ့အဲ့ဒီအပြီးစေးပြီဆိုတာရန်ကုန်မှာရှိတယ်ကျောက်ကျော်တယ်နော်တော့အဲ့ဒါလည်းဆိုတော့အပြီးစေးပြီကအသက်901965ခုနှစ်မှာသူအသက်30ဒါကျွန်တော်ဝေးတယ်အဲ့မှာသူကအဲ့နှစ်ဒီဇင်ဘာမှာကျန်းစာဖိုင်နေတဲ့ရေးကြပြီးတော့သူ့ရဲ့မျက်စိတွေမှာအဲ့ဆလုံးမျိုးတွေအဲ့ချိန်မှာသူတက်ကတူမှာကတိကနိုင်ငံသားမှာပညာတော်သွားဖို့လည်းအရွေးခံတာပြီးတော့သူလည်းအသက်30ဆိုတော့ပြည့်ကရင်မျိုးရန်နေဖြူချောချောခက်ခက်ဆိုတော့ချောတယ်ဆိုပြီးတော့ကျွေတဲ့လူလည်းရှိတာပေါ့အဲ့လိုပဲသူနဲ့တက်ကတူဆရာတယောက်ကသူ့ propose လုပ်တယ်ဆိုတော့သူလည်းနေရာစလုံးတက်ကတူကတိကရဆိုတော့လည်းတရားတော်လူစကားပြောပြီးတော့ချိန်ကြရင်ယူမယ်ဆိုတာမျိုးပေါ့လေနော်အဲ့ဒါလေးဒီပြောပြစိတ်ဝင်စားလို့သူ့ရဲ့ biography ကိုဖတ်ပြီးတော့နောက်တော့ PRA စလုံးချိုးမှာပါနေတာအဲ့တော့သူတို့ချင်းချင်းစာနဲ့တော့ဆက်သွယ်ရှိတယ်ဒါလည်းဆက်သွယ်ရှိအဲ့ဒီကလည်းစာပဲရှိတာပေါ့နှစ်လောက်ကြာတဲ့အခါကျတော့တဲ့ PRA ပြောတယ်တဲ့ငါလည်းဒီကပြန်လာမှာမဟုတ်ဘူးနင်လည်းလိုက်လာမှာမဟုတ်ဘူးအဲ့တော့ငါတို့ဘဝတစ်လျှောက်လုံးမိတ်ဆွေတွေနေရအောင်ပြန်ခွာလိုက်တာပေါ့ပထမတော့အချိန်ကြရင်ဒီလိုပြုမယ်ပါညာအဲ့လိုယူထားတာပေါ့ပြန်ခွာလိုက်အဲ့လိုစာရေးတဲ့အခါကျတော့လေကိုလူကားလည်းရပါမယ်ပေါ့နော်အဲ့လိုလက်သိခံပြီးတယ်တဲ့ပြီးတော့အဟောစရာကောင်းတာအဲ့ဒီပါတည်တဲ့ချိန်မှမယူတော့အဖေကိုပဲတကယ်ကြည့်ရတယ်ဒါတော့လိုက်စင်းလာတယ်ဟောဒီလိုအဲ့ဒီတော့မရှိတော့ဆုံးသွားတယ်အဖေရရှိတယ်လို့90အဲ့တော့အဲ့ဒီအသက်30ကျွေးတက်ကတူမှာတတိကနိုင်ငံခြားပြည်တော်တွေသွားဖို့ရွေးခံထားရတယ်အဲ့လိုအချိန်မှာအကုန်လုံးထားပြီးတယ်ဘုရားပေါ်မှာကြားထားပြီးတော့မှအတိလည်းမရှိဘူးဆွေမျိုးလည်းမရှိဘူးစကားလည်းမပေါက်ဘူးအဲ့စလုံးကျိုးလက်ဘာမှအထောက်အပံ့ပါတာလည်းမရှိဘူးသူစုထားတဲ့ပတ်စံလေးအနေချင်းနဲ့ဟွာဒါပေမဲ့ပြပြောတယ်ကျွန်တော်ဒါတဲ့အဲ့ဒီကျွန်တော်မိုက်တရားပတ်လေတော့ကျွန်တော် sorry ဟုတ်ဘူးမိုက်30ပတ်လေအဲ့လိုပဲရှိတာအသေးသေးပဲအဲ့ကျွန်းပေါ်ရောက်တဲ့အချိန်မှာတဲ့သူညိတ်ကြတယ်အတိလည်းမရှိဆွေမျိုးလည်းမရှိစကားလည်းမဟုတ်တဲ့ဒီနေရာမှာ
ပြီးတော့မှစလုံးလေးရည်တဲ့နေရာဆိုတော့ဒီလူတွေစီကငါလာတာဆိုတော့မြေချတယ်ဒါပေမဲ့ဘုရားပေးတဲ့ခွန်အားနဲ့ဆက်တာပေါ့အဲ့ဒါနှစ်30ကြာတဲ့အခါစလုံးဘာသာစကားနဲ့ကျမ်းစာရတာစလုံးမှာစကားပဲရှိတယ်စာမရှိဘူးအဲ့ဒါအဖေကစာထွင်ပြီးတာစလုံးစာရှိသွားတယ်သူတို့စာကကျွန်တော်တို့ကရင်တက်ခေရတယ်ဗမာခေရတယ်နည်းနည်းစင်ဘလို့ ABC မဟုတ်ဘူးဆိုတော့အဲ့မှာနှစ်30နေပြီးတော့စလုံးကိုစာထွင်ပြီးတယ်စာထွင်ပြီးတော့စလုံးကျမ်းစာဘာသာပြန်တယ်နှစ်30နေတယ်နှစ်30အကြာမှာဓမ္မသစ်ကျမ်းရတယ်အခုအရန်တက်ကြီးတဲ့အခါကျတော့မှရန်ကုန်မြို့ပေါ်မှာပြန်နေတာပေါ့အခုခက်တိဓမ္မဟောင်းကိုဘာသာပြန်နေတော့အပြီးလေးဘုရားသခင်ကိုဆူတောင်းထားတယ်ဓမ္မဟောင်းချမ်းပြီးတဲ့အထိဟိုလောက်ခွင့်ပေးပါပေါ့ဒါပေမဲ့စလုံးမှာအထက်ကမ်းကြောင်းရှိပြီအသင်းတော်ရှိပြီတင်းဟုတ်ဆရာရှိပြီယုံကြည်သူရှိပြီဓမ္မသစ်ကျမ်းစာပဲရှိပြီလို့ရအဲ့ဒါသာသနာပြုဆိုတာဘဝကိုမပြုတ်ဘူးပြီးတော့အစီအဲ့တော့ကောင်းပြီဒါတွေကတော့ရှင်းတယ်တင်းဟုတ်ဆရာဆရာအရာဒါတွေရှင်းအဲ့ဒီတမန်တော်နဲ့ prophet တမန်တော်လို့ပြောရင်လည်းဘာပြောလဲအလေးတော်ပြော prophet လို့ပြောရင်လည်းဘာပြောလဲအလေးတော်ပြောအဲ့တော့တမန်တော်လို့ကျွန်တော်တို့ဟုတ်လားဒီမြန်မာလိုကရေးတယ်အင်္ဂလိပ်လိုပြောတော့ apostle ပေါ့ apostle တကယ်တော့သူကစေတချင်းခံရတယ်ပဲ messenger ပဲစေတခံရတယ်ဆိုရုပ်တရက်တမန်တော်လို့ပြောလိုက်တော့ဘာလဲပေါ့တမျိုးဖြစ်သွားတော့မှာသူ့စကားပြေနဲ့စဉ်းစားဘာလဲကတမန်တော်ဆိုတာဘာလဲဆိုစေတချင်းခံရတယ်ရိုးရိုးလေးပဲအပေါ်စောလို့ပြောတယ်ဘာလဲကဒီအတိတ်လိုပြောတာပါစေလူချင်းခံရတော့အဲ့တော့ prophet လို့ပြောတဲ့အခါမှာလည်းခုနပြောတယ်အဲ့ prophet ကဘာပြောလဲဘာပြောလဲအသင်းတော်လို့တော့တခြားခင်ဗျာကြီးပွားရေးတွေစီးပွားရေးတွေတော့မဟုတ်ဘူး prophet ကြီးရဲ့ကျွန်တော်ကြောက်တူးလို့ဘယ်နာမှရမလဲကြီးပြီးသားမှာအဲ့ဒါမျိုးတွေမဟုတ်ဘူးအဲ့လိုပေါ်ပဲပဲကိစ္စတွေမဟုတ်ဘူးနော် prophet ကဘာပြောလဲအသင်းတော်ပဲအဲ့တော့အသင်းတော်နဲ့ဆိုင်တဲ့ prophet အသင်းတော်ကစေလွတ်ခံရတဲ့တမန်တော်စေလွတ်ခံရတော့သူအဲ့ဒီသူတို့တပြိုင်တည်းပါတယ်ဟာတပြိုင်တည်းပေါ်ပြတာကျမ်းစာမှာရှိတယ်ကြည့်မယ်တမန်တော်ဝတ္ထုခန်းကြီး73တမန်တော်ဝတ္ထုခန်းကြီး73ကအန်တီအိုတင်းတော်အတင်းတော်လေအန်တီအိုတင်းတော်အတင်းတော်အစပြုတာကတော့ဂျေရုဆလမ်တင်းတော်ကအစပြုမစခင်တမန်တော်တစ်မှာလေတမန်တော်နှစ်မှာတင်းတော်စတယ်ဒါရှင်တော်မျိုးစစ်သက်တဲ့မိတုတရားဟောတယ်လူသုံးတော်ပြောလဲတယ်ဂျေရုဆလမ်မှာတင်းတော်စပြုအဲ့ဒီမစခင်ကလေးကဒီအတင်းတော်နဲ့ပတ်သက်ပြီးတော့နော်ဘုရားဘာပြောတာလဲဆိုထို့သောမရှိတော့လေသင်တို့ပေါ်သို့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့ဒီတကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောဘယ်ကစမလဲယေရုရှလင်ကနေစတယ်ယေရုရှလင်မြို့မှစသောယူဒပြည်ပြီးတော့မှရှမာရိပြည်အစကပြန်လာပြီးတော့မှဘယ်ထိလဲယေဂျီဇိုတိုင်အောင်လို့ပြောယေရုရှလင်မြို့မှာစသောယူဒပြည်ရှမာရိပြည်ယေဂျီဇိုတိုင်အောင်အတင်းတော့ပြန်ပွားလာတယ်လို့ပြောဒီတော့ပြန်ပွားလာတော့ဘုဘကလူတွေဒီဘက်ကိုပြောင်းပြီးဒီဘက်ကလူတွေဟိုဘက်ပြောင်းတက်တာအဲ့ဒါမဟုတ်ဘူးယူမဒီရလူနားလည်းယူမအတင်းတော်လူတွေအတင်းဆရာတဲ့စိတ်ကောင်းပြီးတာဒီမှာလာတဲ့တာဒီရလူတွေအတင်းဆရာတဲ့မတေတော့မြို့မှာတော့ပြန်တယ်အဲ့လိုမဟုတ်ဘူးအဲ့တော့ဒီမှာယေ
ဒီဂျေရုဆလင်မှာအတိတော်စဒါပေမဲ့အဲ့ဒီယေရုရှလင်ကဖျားပြောတဲ့အတိုင်းပြန့်ပွားစေတဲ့အတိတော်ဖြစ်တယ်။တနည်းအားဖြင့်သူတို့တောင်းတာမပြုဘူး။တမန်တော်နေ့မှာ3000ပြောင်းလဲတယ်ခဏနေတော့9000ပြောင်းလဲတယ်လူတွေများလာတယ်။လူတွေများလာတော့သူတို့အဲ့မှာချက်ပြုတ်စားကြတယ်။ဘုရားရှိခိုးလိုက်ခမီးချက်စားလိုက်ဘုရားရှိခိုးလိုက်ခမီးချက်စားလိုက်ပြောလို့ပြန်ဒါပေမဲ့အန်တီယိုတင်းတော်ကတော့ဘုရားအခုဖတ်မဲ့တမန်တော်73ကအန်တီယိုတင်းတော်ကတော့ဒါဘုရားသခင်လိုချင်တဲ့အတိုင်းသာသနာပြန်ပွားတယ်အသင်းတော်ပြန်ပွားတယ်အသင်းတော်ဖြစ်လာတယ်အာမင်အဲကြောင့်အသင်းတော်လို့ပြောရင်ဒီအသင်းတော်ဟာသာသနာပြုတော်အသင်းတော်ဖြစ်ရတယ်။ဘာလို့ပြောရမလဲ။ဘာလို့ပြောရမလဲ။ဘာကောင်းပြီတမန်တော်ဝတ္ထုခန်းကြီး73အန်တီယိုမျိုးတွေရှိတော့အသင်းတော်၌ဘာနဘာမှစ၍မိဂါဟုခေါ်သောရှုမောကုရေနေပိဒါလူကိသောဝါအေရိုတိတငယ်ချင်းအရင်ဖြစ်သောမာနီနှင့်ရှောလူဒီဟူသောပရောဖက်ပြုသူဆရာပြုသူရှိကြ၏ကိုသူတို့သည်သခင်ဘုရားဝတ်ကိုပြု၍အစာကိုရှောင်ကြစေတန်ရှင်းသောဝိညာဉ်တော်ကနာခံထားသောအမှုကိုဆောင်ရွက်စေခြင်းကအာလဘနှင့်ရှောလူတို့ကိုရွေးချယ်ခွဲထားကြသောဟုမိန့်တော်မူသည့်အတိုင်းအစာရှောင်၍ပတနာပြုလျက်ကိုသူတို့ကောင်းပေါ်မှာလက်ကိုတင်၍လွတ်လိုက်ကြသည်အဲ့ဒီအသင်းတော်ကအန်တီယိုအသင်းတော်မှာရှိတဲ့အသင်းတော်ရဲ့ဉာဏ်ရေးရာဥဆောင်မှုတွေအသင်းတော်လူကြီးတွေလို့ပြောလို့ရတယ်။အသင်းတော်လူကြီးတွေလို့ပြောလို့ရတယ်။အဲဒါစီဖို့လူကြီးတွေသူတို့ကတဲ့အစာရှောင်ပြီးတော့ဘုရားဝတ်လိုက်ဝတ်ပြီးဘာလို့လဲအစာရှောင်ပြီးတော့ဘုရားဝတ်လိုက်ဝတ်ပြီးပြန်ပြောပါမယ်ပြောပါမယ်အစာရှောင်စုတောင်းခြင်းဆိုတာကိုကြားဘူးလေမလားလုံးရင်လည်းလုံးဖူးလိုက်မယ်ဒါပေမဲ့တချို့ကသူတို့ကအစာရှောင်စုတောင်းတာမဟုတ်ဘူးတရားခင်ကအစာငတ်ခံပြီးဆန္ဒပြအင်္ဂါဆွဲကိုပေးမလားမပေးဘူးလားမပေးမရှိမစားဘူးဆိုတာမျိုးစဉ်းစားဖို့ငါဘာလုပ်နေရလဲပေါ့အစာငတ်ကံပြီးဆန္ဒပြနေတာလားအစာရှောင်ပြီးဘုရားဝင်လိုက်ပြီးပြောတာလားအဲ့ဒါပဲကတကယ်ယေရှုခရစ်တော်ကရပောင်းဘလောက်အစာရှောင်အဲ့လိုရှောင်တဲ့အခါတကယ်ယေရှုကဗိုက်စာသာလားစာမဟုတ်လားစာတယ်ကျန်စာမလို့ရေးစာမတော်မူအဲ့လိုရေးလေဟုတ်အဲ့ဒါတကယ်ရှုဗိုက်စာတာသိနေလားသိတယ်ဒါဆိုရင်စာရှောင်စုတော်ရဲ့ဗိုက်စာလားစာတယ်ခဲမစာဘူးဆိုရင်ယေရှုတဲ့တာလားအမှန်တော့ဘာမှမဟုတ်ဘူးသူစာတယ်လို့ပြောလိုက်ရင်သိက္ခာကျမှာဆိုလို့အဲ့ဒါပြင်လိုက်တာအဲ့ဒီစာစုတော်ဘယ်လိုစာလို့လားမစာဘူးလေဟုတ်လားဟုတ်အန်ဒီတော့ဒီလိုနဲ့ကြည့်တကယ်ရှိဖို့ကိုယ်ပဲအန်ဒီကိုယ်ရမှာတကယ်ရှိတော့ဗိုက်စာပါလေဆိုရအောင်တော့မစာဘူးလို့ဒါဆိုပြောမယ်
ခင်ဗျာမစားလို့မစားဘူးဆိုရင်ဘာဆန်းလဲပေါ့ဆန်းဟုတ်ပါတချို့ကမနေ့စောစောများများစားတဲ့လူရှိတယ်တောတယ်တွေပါလေဆိုရင်သွားလိုက်မိုးလေးနဲ့သမင်းနှမ်းကြည့်တယ်ဒါဆိုလို့လိခါပေါ့ကျွန်တော်တို့ကကော်ဖီလောက်နေနေတယ်ဟုတ်ဒီကလေးကကော်ဖီဖိုက်ဂျာဂူတစ်ချောင်းနဲ့နေနေတယ်ဟုတ်ဒါကျွန်တော်ရဲ့လိခါပေါ့အဲ့တော့သူကမနေ့စောစောသမင်းမစားလို့ဘိုက်စားနေစီပါသူ့ကော်ဖီဖက်တိုက်တော့သူကမရဘူးအိမ်မှာပြန်သမင်းစားနေတယ်လေကော်ဖီဖက်တိုက်တော့မရဘူးဘိုက်စားနေကျွန်တော်ကော်ဖီဖက်တော့ရေးစင်းနေတယ်အမှန်တော့ကျွန်တော်မစားတော့နေနေတာလေဘာမှမစားဘူးလေဒီကအဲ့တော့မစားလို့မစားဘူးဆိုရင်ဘာမှမစားဘူးစားနေတဲ့အချိန်မှာမစားသေးဘူးဆိုတာအဲ့ဒါတင့်ရဲ့ဒီကိုခန္ဓာအသွေးသားတောင်းဆိုမှုနဲ့ညင်းအချိန်တိုင်းမစားလာဘူးလားစားလာတယ်အဲ့တော့မစားသေးဘူးဆိုတာတနားရဆိုကဲကောင်းဒီရွှေရမောင်းလေးတွေဘာလို့လဲအစားချောင်းသူတောင်းပြီးတော့သူပါရဘယ်လိုများရကြောက်စိမ်းရတိုက်ခန်းသေးရမော်တော်ကားသေးရအမေရိကန်ဗီဇာရအားလို့ရဘာလို့တကယ်ရွှေဒီခေတ်လူတွေစီကတင်တန်းတော့ပြန်လာတဲ့ပုံပေါ့ကဲမောရှိရပောင်းဘလောက်စားချင်40ဘာရမောရှိရတော့တိတ်ကြောက်ရကြောက်ပြောင်းမှာစာရေးပြရတယ်ပြောဒါလည်းသိတာမောရှိရတော့တိတ်ကြောက်ရတယ်တိတ်ငါလည်းကြောက်ရတယ်ဘာလို့ဘုရားကြောက်ပြောင်းမှာလဲဒီလိုယူသွားပြီးတော့ပရိသတ်ကတော့တေတာလို့ပြောတော့မောရှိရရပောင်းလေးဆိုတာတိတ်ကြောက်ရပါတိတ်ငါလည်းကြောက်ကဲလောကဥစ္စာပစ္စည်းပါရအဲ့တော့ဒီနေ့တချို့ကအစာရှောင်ဆူတောင်းနေဆိုတာလောကဥစ္စာပစ္စည်းတွေရဖို့လို့ထင်နေတဲ့သူရှိတယ်။ကျမ်းစာကိုလည်းအဲ့လိုပဲကျမ်းစာတွေဖတ်ပြီးတချို့လူတွေကျွန်တော်အံ့ဩတယ်သူတို့ကျမ်းစာဖတ်တိုင်းပိုက်ဆံနေတယ်ကျွန်တော်မမြင်ဘူးအဲ့ကြောင့်မျက်စိတော်ယူလို့မျက်စိတော်ခတ်ပြီးတော့ကျမ်းစာဒီမျက်စိကိုမျက်စိခတ်လို့ပြောတာဟုတ်လားပြန်ဖတ်လည်းမတွေ့ဘူးတချို့ကလေကျမ်းစာဖတ်လိုက်တာနဲ့လေငွေမန်နီပိုက်ဆံဖတ်လိုက်ပိုက်ဆံကျွန်တော်ဖတ်လို့မမြင်ဘူးကျွန်တော်ထာဝရကာလနဲ့ဆိုင်တဲ့တရားသခင်ရဲ့အကြံစီပဲမြင်တယ်အဲ့တော့ကျမ်းစာထဲမှာစီးပွားရေးအကြောင်းပါတယ်ကြီးပွားရေးအကြောင်းပါတယ်နိုင်ငံရေးအကြောင်းပါတယ်လူမျိုးရေးအကြောင်းပါတယ်အစုံပါတယ်ဒါပေမဲ့အဲ့ဒါဒီအားလုံးကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရမှာအာမင်မဟုတ်ရင်ကျွန်တော်တို့ကဒီကျမ်းစာကိုကြိုက်ပြီးတော့ကျမ်းစာလေးတွေထုတ်လုပ်ပြီးတော့ဆွဲထုတ်ပြီးတော့မှမကြခဏကျွန်တော်တို့ကငါတို့လောက်တာမှန်ပါတယ်ဆိုတာကိုကျမ်းစာနဲ့ပြဒီမှာလေးကျမ်းစာတော့ပါတယ်လေလိုက်ပြောမယ်ကျွန်တော်ပြောမယ်လိုက်ဆိုကျမ်းစာမှာပါတိုင်းလိုက်လို့ဆရာမလို့ပါဒါပြောပါလေဒါပြောပါလေသူတို့ဘောရအဲ့ဒါတော့ဘယ်ယူကန်နေလဲမလားဟုတ်ပါအဲ့လိုပြောလို့လေအဲ့ဒါပါလေအဲ့ဒါဒီပါလေလိုက်လို့ဆရာယူလတ်ကဲဇေဒုချတ်တယ်ကျမ်းစာမပါဘူးလားအဲ့ရောက်ဆရာလို့လားလုံးလားကျွန်တော်ဝါနေကျိုးရောက်ပြီဟုတ်လားရွေးလေးအဲ့တော့ကျမ်းစာမှာပါလိုက်အဲ့လိုဆရာလို့ပါကျွန်တော်တို့ပြောလိုက်နည်းနည်းတမျိုးပြပါလေကျမ်းစာမှာလို့ဆရာမလို့ဒီဆရာပါမယ်ဟုတ်မှာအယူတွေလွဲနေပြီလားဘုရားယူလို့စဉ်းစားယူလို့စကားလို့ဆွေးနွေးကြတယ်ကြောင့်ကျမ်းစာတော့ပါတယ်လိုက်လို့ဟုတ်ဘူးလေဒီရမယ်အဲ့ဒါဒီရမယ်တချို့ကကျမ်းစာမှာပါမရအောင်မပြရဘူးခင်ဗျလိုက်လို့ပါရှောလို့အရောက်300ကြီးပဲပါယူနိုင်လား
နေပါလေကျွန်တော်အိမ်အောင်ကြတာတော့ကျွန်တော်သတိတရားပြီးတယ်သူတည်သွားလို့ရှိရင်လည်းနောက်မင်းမယူလာတယ်အယူမှာပေါ့အဲ့ဒါယူလာတာလေကျွန်တော်အဲ့တော့ကသူမင်းရဲ့အသက်29 30အဲ့လိုမှတည်လို့ရှိရင်ဟုတ်ပါယူမှာပေါ့လို့အဲ့တော့မရဘူးအဲ့တော့လေဘာညာဘာစီလို့သုံးတာလဲပေါ့ဟိုကျွန်တော်ယူလို့မင်းတည်သွားတယ်လေမရှိတော့ဘူးလေဒါကြောင့်ယူတယ်လေရရှိတဲ့မျိုးသမီးတွေကဒါသဘောတူပဲပေါ့အဲ့ဒါလေကျွန်တော်15နှစ်လောက်ပေါင်းလာပြီးတဲ့အခါအခုကတော့32နှစ်ရှိပြီ15နှစ်လောက်ပေါင်းလာပြီးတဲ့အခါကျတော့ကျွန်တော်သမီးတွေကသူလည်းပို့ပြီးတော့ရင်းချက်လာတယ်ဘဝအမြင်တွေခြေလာလို့ဆိုရင်သူပြောင်းသွားတယ်အဲ့ကြတော့လေသူတည်ရင်လည်းယူချင်ယူတော့လည်းရတယ်ကွန်ပျူတာပေါ့ကျွန်တော်လည်းပြောလိုက်တယ်လုံးဝမယူဘူးငါတရားမှတော့တရားတယ်ပဲတော့ပါပါတော့တချို့ကမိမဆိုတာဘာဖြစ်တယ်နော်တဲ့ခမရခက်တယ်ဘယ်လိုမှမသိဘူးတဲ့မသိလို့ဆိုတယောက်ပြီးတယောက်ယူတာဒါမသိသေးလို့မသိသေးလို့ယူတာကျွန်တော်လည်းလို့ပြောတယ်ကျွန်တော်တရားနဲ့ကောင်းပြီးပါတယ်တော့ကဲတော့ရှောသမုံကမိမတွေအများကြီးပဲကျမ်းစာမပါဘူးလားပါတယ်လိုက်လို့မဟုတ်ဘူးလေဒါကမဟုတ်နေတယ်ပြောတာဒါမသိဆိုရင်ယူရစကလို့ဇွေးဥစားတွေကျမ်းစာမပါဘူးလားပါတယ်လေလိုက်လို့ဆရာမဟုတ်ဘူးလေဟုတ်ပါအဲ့ဒါကွဲသိရမှာပေါ့ကျွန်တော်ကနလဘိန်းလုံးတွေမျက်စိမဲ့ကျမ်းစာတော့ပါအကုန်လုံးအောင်မတင်နေတာလေအဲ့ဒါဆိုငါကျိုးရောက်လို့ကဲကောင်းပြီအဲ့တော့ခုနပြောတယ်အစာရှောင်စုကောင်းတယ်ဆိုတာဖယားဝတ်နဲ့မျိုးမျိုးချင်းအာမင်ကျွန်တော်တို့ရဲ့ဘာအတွက်လဲဆိုဝိညာဉ်ရေးရအဲ့တော့ကျမ်းစာတော့ပါတဲ့အကြောင်းအရာတွေအများကြီးပဲမျိုးစုံပါတယ်အဓိကကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာကိုသင်ပေးတာအဲ့တော့ခုနကတော့ပြောတယ်အသင်းတော်လူကြီးတွေအစာရှောင်ပြီးတရားဝင်နိုင်လို့ရတယ်အဲ့ဒီအချိန်မှာသူတို့ကိုဝိညာဉ်တော်ကပေါ်ပြအာမင်အစာစားပြီးတော့တောင်းတာလားအစာရှောင်ပြီးတောင်းတာကျွန်တော်တို့ကအစာစားပြီးတောင်းတာမလားသူတို့ကတော့ဘာလို့ပြီးတောင်းတာလဲအစာရှောင်ပြီးတော့တရားဝင်နိုင်ဝိညာဉ်တော်အဲ့တော့အဲ့ဒီမှာတဲ့တန်ရှင်းသောဝိညာဉ်တော်ကပေါ်ပြလို့တဲ့ဘာလဘနဲ့ရှောလူနှစ်ယောက်ရှောလူဆိုတာခဏနေတော့ပေါ်လူပဲအဲ့ဒီအချိန်မှာသူ့ကျမ်းစာရှောလူပဲရေးသေးတယ်ဟုတ်ပါသူကဒီအန်တီယိုတေတော့မှသူပါဝင်နေတာအဲ့ဒီနှစ်ယောက်ကိုတဲ့သာသနာပြုအဖြစ်စေလွှတ်ရအဲ့တော့အသင်းတော်လူကြီးတွေဘုရားပေါ်ပြခြင်းခံရလားအန်တီယိုကအသင်းတော်လူကြီးပေါ်ပြခြင်းခံရလားခံရတယ်ဟုတ်ပြီနော်ဒါကြောင့်ဟေးဘာလို့လဲရှောလူနှစ်ယောက်ကိုငါတို့သာသနာပြုဖြစ်တဲ့စေလွှတ်ရအောင်အဲ့ဒါကသူတို့ရဲ့ prophet ပြုခြင်းအာမင်ဘာပြုခြင်းလဲဘာပြုခြင်းလဲသူနဲ့ဘယ်လိုစေလွှတ်လဲဘာလို့လဲရှောလူနှစ်ယောက်ကိုစေလွှတ်မယ်အဲ့ဒါက prophet ပြုတာဘာအတွက်လဲအသင်းတော်အတွက်ဘာအတွက်လဲအဲ့တော့စေလွှတ်ခြင်းခံရတာဘယ်နဲ့ဘူးလဲဘာလို့လဲရှောလူသူတို့ယောက်ကဘာလို့ချင်းခံလဲစေလွှတ်ခြင်းခံရတယ်အဲ့ဒါခုနပြောတဲ့တမန်တော်အရာနဲ့ prophet အာမင်အားရပါလေတမန်တော်ဆိုတာဘာလို့ချင်းခံရလို့လဲစေလွှတ်ခြင်းခံရလို့ဟုတ်ပြီနော်အဲ့ဒီနေရာကိုစေလွှတ်ရမယ်လို့တစ်ဖက်မှာပေါ်ပြခြင်းခံပြီးတော့ prophet ပြုတဲ့လူရှိလားရှိတယ်အဲ့တော့သူတို့ prophet ပြုလားပြုတယ်ဟုတ်ပြီနော်ဒါပေမဲ့လားဘာတော့ပဲအသိတော်ပဲငါတို့ဒီမှာရှိနေတဲ့ထဲကဒီရှောလူနဲ့ဗာတဘာတယောက်ကိုတော့သာသနာပြုဖို့စေလွှတ်ရအောင်အဲ့ဒါကရှင်ပေါလုဖြစ်လာမဲ့ရှောလူရဲ့ပထမသာသနာပြုခီးစဉ်ပြန်လာတယ်ခဏနေတော့
ဘာနဘာကသူ့မာကူကိုခေါ်ပြီးတော့နောက်ထပ်နေရာသွားတယ်သူကတိလာကိုခေါ်ပြီးနောက်နေရာသွားတယ်အဲ့ဒါသူ့ရဲ့ဒုတိယတာမှာသူကြီးစီအဲ့လိုကိုယ်လာအဲ့တော့ပြောချင်တာကကျွန်တော်တို့က prophet ပြုတယ် prophet ပြုတယ်လို့ပြောတဲ့အခါကျွန်တော်တို့ရဲ့စီးပွားရေးတွေချီးပွားရေးတွေကိုအဲ့လိုထင်တတ်တယ်ဟိုဘယ်လိုလက်နာလို့ပြောမှာအဲ့လိုတခြားဟိုဘာသာကြားတွေရဲ့နော်အဲ့လိုဟာမျိုးတွေကျွန်တော်စိတ်ထဲမှာထင်တတ်တယ်တကယ်တော့အတင်းတော်ရဲ့ prophet ပြုခြင်းဆိုတာကတခြားဘာသာကြားတွေလိုစီးပွားရေးချီးပွားရေးကိစ္စတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ထောက်ချက်တင်တန်းကြောင်းကိုသွားတဲ့လမ်းမှာအချားမှုဆရာမတယောက်ရှိဒါကမျိုးကြည့်ဘူးပေါ့နော်သူကစိုင်းလို့တင်ထားတယ်အချားမှုဘောဒီကျွန်တော်အဲ့ဒါကိုအချားမှုရတော့ငါလည်းဟောတော့ကျွန်တော်လည်းကြားတယ်ကျွန်တော်လည်းမြင်တယ်ဟောအချားမှုဟောတာဘာဖြစ်လို့သိသူစားဟုတ်လားဟောကိုကြားတာကိုပြောကိုပြင်တာကိုပြောပေါ့ဒါအချားမှုဟောတာဘောလားကျွန်တော်လည်းစိုင်းလို့တင်လို့ရတယ်လေဟုတ်လားတော့သူလေးကြားနေဟောဒီဘာဟောလဲဆိုတော့ကြားရတယ်မြင်တာဟောတာပေါ့ဒါလည်းတော့ဒါလည်းလူကယောက်ျားဆိုလေအားကယောက်ျားကြီးတော့ကိုမြင်တဲ့တိုင်းဟောတာလေမစိုးဝေတာကမစိုးဝေတာနော်ဘာလို့လဲဝေတာနော်အဲ့ဒါလူတွေကတားကြားနေဟောတယ်ဆိုတော့ဘာလို့လဲလို့ပြောတာတကယ်တော့သူပြောတာယူလေသူကြားတဲ့တိုင်းသူမြင်တဲ့တိုင်းဟောတာအဲ့တော့အခါလေးကျွန်တော်တို့ကဒီကျမ်းစာပြောတဲ့ prophet ပြုတယ်ဆိုတာကတခြားမယုံကြည်သူတွေစီမှာရှိသလိုဟုတ်လားစီးပွားရေးကြီးပွားရေးကိစ္စတွေအဲ့လိုထင်တတ်တယ်အဲ့လိုမျိုးလိုက်ပြီးတော့ပြောတဲ့ပုဂ္ဂိုလ်တွေကလည်းမကြာခဏပေါ်လာတတ်တယ်နော်ရောက်လာတတ်တယ်ဟုတ်လားလူတွေကအဲ့မှာအဲ့တော့ပြောမယ်ယုံကြည်သူရဲ့ထူးခြားမှုအာမင်အားလေယုံကြည်ရဲ့ထူးခြားမှုပြန်ပြောပါလေယုံကြည်ရဲ့ထူးခြားမှုပြန်ပြောပါလေယုံကြည်ရဲ့ထူးခြားမှုဘာလို့ထင်လဲအဆန်ရှိတာโอเคဘာဝိစားရဝထားတယ်ဟာโอเคကားကောင်းလာစီးတယ်ဆိုတာအခုလည်းအမေရိကန်မှာနေတယ်ကနေဒါမှာနေတယ်ဥရောပမှာနေတယ်အဲ့လိုမျိုးလားပါတယ်ဒီလိုကြည့်တာကောင်းမှယူပေါက်တယ်အီမာနွေလသိပဲပါလေသိပဲပါလေဟုတ်တယ်နာရစัจ java လာကိုဖန်ဆင်းတဲ့ဘုရားခင်ဗျားဘဝထဲမှာလာနေတာဟာလေလုယာအာမင်အဲ့ဒီသူကြတာရှိသေးလားမရှိပါဘူးဘယ်ဘုရားကျွန်တော်တို့နဲ့အတူလာနေလို့ပြောတယ်ဘယ်မှမပြောဘူးတကယ်ယေရှုခရစ်တော်တပါးကြီးပဲငါမင်းနဲ့အတူနေပဲလို့ပြောတယ်ဟာလေလုယာဒါဆိုရင်အချင်းနဲ့ဆိုဘုရားကျွန်တော်တို့ဘဝထဲမှာပြောတာအတူရှိနေတာလေအဲ့ဒါတော့ထူးခြားတာရှိသေးလားအဲ့ဒါတော့ထူးခြားတာရှိလားဒါဆိုရင်ဖယားကကျွန်တော်တို့နဲ့တတ်တတ်နေတာကိုကျွန်တော်လှမ်းရှိခိုးရတာလားအတူရှိနေတာအဲ့ဒီအတူရှိတဲ့ဖယားကတည်နေတဲ့ဖယားလားအသက်ရှင်တဲ့ဖယားစကားပြောနိုင်တဲ့ဖယားလားအနေတဲ့ဖယားလားဒါဆိုရင်အဲ့ဖယားနဲ့ခင်ဗျားစကားပြောလို့ရတယ်အာမင်ဒီဖယားနဲ့ခင်ဗျားပြောနေနေလို့ရမှာတော့တခြား prophet လူနေလားတချို့ကငါတို့ကကောင်းကင်တမန်နဲ့သွားတယ်ဗာညာကောင်းကင်တမန်နဲ့စကားပြောတယ်ဗာညာဒီလိုပြောတဲ့လူရှိတယ်အဲ့ဒါမျိုးတွေ့ရင်ကျွန်တော်တို့ကအာမောပြီးတော့လေပြောနေသူကကောင်းတယ်အမှန်အဲ့ဒီလူကခင်ဗျာတနာတယ်အဖြစ်လို့လဲဆိုတော့ तू ကကောင်းကင်တမန်နဲ့စကားပြောတာ तू ကအမြင့်နဲ့ဆုံးသောဘုရားနဲ့စကားပြောတာကောင်းကင်တမန်နဲ့စကားပြောရင်သူ့မှာဘုရားမရှိဘူးကျွန်တော်တို့အခုဒီ online ဖြစ်မှာလား Messenger ဆိုတာသုံး
နော် messenger ဆိုတော့စကားပြောတာအခုထားဦးတော့ဒါဒီမှာ line မရဘူးလားတလောကဆိုပြီးသွားတယ်ဆိုရင်အိမ်ကကျွန်တော်သမီးတွေကို messenger တွေစကားပြောတယ်အိမ်ပြန်ရောက်ပြီးတော့နှစ်ယောက်တူရှိနေ messenger လုပ်သေးလားလုပ်လေအဝေးရောက်နေတာဘာလို့လဲ messenger တော့အဲ့တော့ဖယားသူရှိနေတဲ့လူတွေ messenger ဆိုတဲ့ကောင်းကင်တော့မလို့ဟာလေလုယာအာမင်အဲ့တော့ तू ကကောင်းကင်တမန်နဲ့ဒီ messenger ကောင်းကင်တမန်နဲ့ messenger ပဲပြောတယ်ကျမ်းစာကျန်ကောင်းကင်တမန်နဲ့ပြောနေလို့ဆိုရင်ချင်းနေတယ်ဖယားမရှိဘူးအဲ့တော့ဘုရားအထင်ကြီးရမောသနာပါလေဘုရားမရဘူးအဲ့လိုကြည့်ရပါအဲ့လိုကြည့်ရပါဟုတ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကကောင်းကင်တမန်နဲ့သွားတယ်လို့ကောင်းကင်တမန်နဲ့စကားပြောတယ်ဆိုလို့ရှိရင်အတလို့သွားပြီးတော့အထင်ကြီးတယ်မဟုတ်ဘူးလေခင်ဗျာအချင်းမြတ်ဆုံးဘုရားခင်ဗျာဘဝထဲမှာသူရှိနေတာအာမင်အဲ့ဒီဘုရားတဲ့ခင်ဗျာနေ့စဉ်အသက်ရှင်တာအဲ့တော့တခုခုဆိုရင်လေအဲ့ဒီဘုရားအကုန်တိုင်မြင်လို့ရအကုန်မင်းလို့ရအဲ့တော့ခမရရဲ့ကျမ်းမာရေးကိစ္စပဲဖြစ်ဖြစ်မိသားစုအရေးပဲဖြစ်ဖြစ်လုပ်ကိုင်နေတဲ့ငန်းတာပဲဖြစ်ဖြစ်အဖြေရှင်းရမယ့်ကိစ္စတွေပဲဖြစ်ဖြစ်ခမရတိုင်ပြီးလို့ရတဲ့ဘုရားကခမရနဲ့အတူရှိတယ်ဆိုတော့ပရောဖက်ကိုလမ်းမိမယ်ဒါတော့ဥဆိုကြတော့ဖုန်းလိုက်မမိဘူးပရောဖက်ကဘာလဲလမ်းမိဘူးငါပရောဖက်ကရန်ကုန်ရောက်နေတာဟုတ်လားဆက်ချင်တာလိုက်ရမမိဘူးဆိုအင်တာနက်ဆိုင်သွားအောင်ခဲ့ပါလားဇာတ်လမ်းတွေအများကြီးဒီမှာအတူရှိတဲ့ဘုရားခင်ဗျာဘာလို့ချက်ချင်းမေးလို့ရအာမင်အာမင်အဲဒီလောက်ကောင်းအောင်ဘုရားစီစဉ်ပေးတာအဲ့ဒါဒီနေ့ကျွန်တော်တို့ကအဲ့ဒီဘုရားနဲ့အသက်ရှင်နေတယ်ဒီဘုရားနဲ့ငါသွားလာနေတယ်အဲ့ဒါကိုသဘောမပေါက်ဘူးအဲ့တော့ဘုရားပြောတယ် prophet လို့ပြောနေလေဘာပြောတယ်လဲအသိတော်ပဲတမန်တော်လို့ပြောလေဘာပြောလဲအသိတော်ပဲအဲ့တော့ရှင်ဘောလူတို့ကရှောလူနဲ့ဘာတော်ဘာကတမန်တော်တွေဆေလူရှိခံတယ်အဲ့ဒီလိုသွားရမယ်လို့ prophet ပြုတဲ့ခွင့်ရှိလားရှိတယ်အဲ့တော့လူကြီးတွေသူတို့အစာရှောင်ပြအောင်နဲ့ကိုယ်ရတဲ့ချိန်မှာဖွင့်ပြခြင်းခံရတယ်အဲ့ဒါကိုသူပြောတယ်အာမင်အဲ့ဒီမှာရှောလူနဲ့ဘာတော်ဘာသွားတယ်အဲ့ဒါမှန်ပြောတယ်တမန်တော်နဲ့တမန်တော်အရာနဲ့ prophet အရာလူချို့လို့ကိုတမန်တော်အရာနဲ့၎င်းလူချို့လို့ကို prophet အရာနဲ့၎င်းဒီတိုင်းလို့ပြောလို့လူချို့လို့ပြောတယ်ဒါအားလုံးကဘာတော့ပဲဘုရားရှိတယ်လဲဆိုလို့ရှိရင်သာဝရကာလအတွက်သူရည်ရွယ်ထားတဲ့သူ့ရဲ့အသင်းတော်ပဲအာမင်အဲ့တော့ prophet ပြုရင်လည်းဘာတော့ပဲလဲအသင်းတော်ပဲတမန်တော်ရာမှာထားရင်လည်းဘာတော့ပဲလဲအသင်းတော်ပဲသာသနာပြုရာမှာထားရင်လည်းဘာတော့ပဲလဲအသင်းတော်ပဲတရားရာမှာထားရင်လည်းဘာတော့ပဲလဲအသင်းတော်ပဲဆရာရာမှာထားရင်လည်းဘာတော့လဲအသင်းတော်ပဲဆိုတော့အားလုံးကဘာတော့ပဲယူရလဲအသင်းတော်ပဲအိုးကဘာဦးစမာတွေကဘုရားကဘာဦးချမ်းခန်းကြီးနှစ်မှာကဘာဦးချမ်းခန်းကြီးနှစ်လူယောက်ျားနဲ့လူမိန်းမဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးတော့အသက်ပင်ဆိုတာတွေ့ရတယ်ပြီးတော့ကောင်းမကောင်းတည်ကျွမ်းရာအပင်ဆိုတာကိုတွေ့ရတယ်အခြားသောအပင်တွေလည်းရှိတယ်ပြောထားလိုက်တော့ပြီးတော့မှတစ်ခါမြစ်ဣရိဝိနဲ့ကနေစီးထွက်တဲ့မြစ်လေးပြတွဲတယ်မြစ်ပြီးတော့မှတစ်ခါရွှေနဲ့ရွှေလိုစပေါ့ကြောက်တံပလများတွေပေါ့နော်အဲ့ဒါတွေလည်းကဘာဦးချမ်းခန်းကြီးနှစ်မှာတွေ့ရတယ်အဲ့ဒီကဘာဦးချမ်းခန်းကြီးနှစ်မှာတွေ့တယ်လူယောက်ျားနဲ့လူမိန်းမဟာဟိုးဗျာဒိတ်ချမ်းအဆုံးထိသွားတယ်အာမင်ဒီကဘာဦးချမ်းခန်းကြီးနှစ်မှာတွေ့တဲ့အသက်ပေဟာဟိုးဗျာဒိတ်အဆုံးထိသွားတယ်ကောင်းမကောင်းတော့ကောင်းမကောင်းမြစ်ရေစီးတဲ့မြစ်ဟိုးဗျာဒိတ်အဆုံးထိသွားတယ်ပြီးတော့မှရွှေနဲ့ကြောက်တံပလများတွေကလည်းဗျာဒိတ်အဆုံးထိသွားတယ်အဲ့တော့ဖေရစကလေးကသူရည်ရွယ်ထားတာဘယ်အထိလဲဆိုရင်သာဝရကာလအထိရည်ရွယ်ထားတယ်အာမင်အာမင်ဒါကျွန်တော်တို့ရွေးနှုတ်ကြတဲ့အခါမှာလည်းအပင်ငရဲကလွတ်ယုံလေးမဟုတ်ဘူးဟာအပင်ငရဲလွတ်လို့ဆိုတာဒါကျွန်တော်အချမ်းကြီးလေးသိတာပေါ့တကယ်ဖရာရဲ့အချမ်းစီက
ကျွန်တော်တို့တယောက်စီတိုင်းကိုဘုရားထာဝရကာလရည်ရွယ်ထားတာဖြစ်တယ်ဟာနော်အာမင်အဲ့တော့ကမ္ဘာဦးနှစ်မှာလူယောက်ျားနဲ့လူမိန်းမအဲ့ဒါသူဒီအေဖက်ကိုရောက်တဲ့အခါခရစ်တော်နဲ့အသင်းတော်လို့ပြောတယ်လူလက်ရှိကာလပြီးတော့မှဟိုးဗျာဒိတ်အဆုံးကြတော့သတို့သားနဲ့သတို့သမီးမင်္ဂလာဆောင်ပွဲတိုးတကယ်မင်္ဂလာဆောင်ပွဲအဲ့ဒါဗျာဒိတ်အဆုံးကပြောတာဆိုတော့ဟိုးဗျာဒိတ်နှစ်ကစလိုက်တဲ့အခါဦးတည်သွားတယ်အဲ့ဒီဗျာဒိတ် sorry ကဘာဦးနှစ်မှာလေးကဘာကိုစားခိုင်းလဲအသက်ပင်ရဲ့အသီးကိုစားဘာကိုမစားခိုင်းလို့လဲကောင်းမကောင်းသိကြဘယ်အသီးကိုစားတယ်အဲ့တော့ဖခင်စားဖို့လူရှိလားမရှိဘူးကောင်းမကောင်းသိကြဘယ်အသီးကိုစားဖို့ဖခင်လူရှိလားမရှိဘူးဘလို့မရှိရင်လည်းမထားနိုင်ဘူးဘာလို့လာထားလဲဟုတ်လားမစားသေးရင်မထားနိုင်လေပြီးနေတာဟောလာလဲထားသေးတယ်ပြီးတော့ဗာလေမြင်နေတော့မရဘူးတော့အဲ့ဒါလည်းဗာလဲသူကဘိန်းသားလည်းတူအဲ့တော့အချို့ငွေစစ်စစ်နေပါတော့အရာပို့တဲ့အခါဆရာအိမ်တော့ပြန်လာခဲ့တယ်အပိခေါ်လာလိုက်ဟုတ်တယ်ကောင်းစီးတယ်ပြီးလားငါလည်းမပါဘူးဒီဘုရားရဲ့သိရှင်တဲ့သွားဒီမှာနေနေပေါ့ကျွန်တော်ကရန်ကုန်သားပဲရန်ကုန်မှာနေတာပဲဒီနေ့မှာမရှိရဆိုတော့သိနေရပဲဒါပေမဲ့ဘုရားနဲ့သိရှင်တဲ့လာတဲ့အခါကျတော့သိတယ်လုံးလို့ရတယ်မလုပ်ဘူးလေဒါပဲဆိုတော့တကယ်ရှိရဲ့တကယ်ရှိစာရန်စုံတဲ့အခါတင်ဒီဗျာဒိတ်သားတော်မှာဒီကြောက်ခဲလို့မုန်းဖြစ်စီခြင်းကအမိတ်ရှိတယ်ဆိုတာဆိုတော့ကြောက်ခဲကနေမုန်းလို့ကိုတကယ်ရှိလို့လိုက်လားလုံးလာလားလုံးတယ်လုံးကလားအဲ့ဒါတကယ်ရှိပုံသက်တယ်လုံးလို့ရတယ်ပြောကြည့်ပါလေလုံးလို့ရတယ်အဲ့ဆိုပြောလို့ရတယ်ကျွန်တော်ပြောလို့ရပြောပြခဲ့တယ်အားဗျာဘာတင်လို့လဲငါလည်းမစပ်ပါလားပဲဟာပြောရတော့ဘာမှငြိမ်သွားတာပဲကျွန်တော်လည်းဘူးလားတော်တော်ဆိုပြီးတော့အဲ့တော့သွားလို့ရတယ်စားလို့ရတယ်ဒါသူ့ရဲ့ပုံသက်စီပြီးတော့လုံးလို့ရတယ်မလို့ဘူးဆိုတာဘုရားရဲ့ကျွန်တော်အကြောင်းလာတည်တဲ့တပည့်တွေကပြီးတယ်ဆရာတဲ့ဒီဒီဥယျာဉ်မှာတဲ့ချာပင်မျိုးမျိုးရှိတယ်ဆိုတော့ဘိန်းပင်လည်းပါမှာပေါ့ဟုတ်ပြီလေပါတော့ဘာနေနေလဲလို့ရတယ်လို့ပြောမှမရှိဘူးပြောတော့နော်ပါလားလို့ပါလာပေါ့ဟုတ်ပါဒါလို့ပြီးတော့ပါလားဆိုပါတယ်ပေါ့ပြီးတော့ထပ်မမေးတော့သူလိုချင်တာရပြီလားပဲဒါကြောင့်အင်္ဂလိပ်စကားပုံမှာတဝက်တစ်ပြည့်ဘုဟုတုတအန်ဒီအကြီးတယ်ဆိုတာအဲ့တော့ဘိန်းပင်ကဘုရားပါစင်းထဲမှာပါလားလို့နေပါတယ်ဒီဘိန်းဒီကိုချစ်တဲ့အခါအစည်းထွက်လာတယ်ဘယ်ဥမာရုပ်ရှင်တွေပါတယ်မှာအမေဟုတ်ဒီဟာဒါဘိန်းမဲပေါ့အဲ့ဒီဘိန်းမဲကနေဘိန်းယူဟီရိုအင်ဖြစ်လာတဲ့ဒီဓာတ်ခွဲကမှ acid နဲ့ဓာတ်ပြူတာနော်အပြူပြီးတော့မှဒါတော့ဘိန်းယူဖြစ်လာတယ်ဆိုတာကကောင်းကောင်းသိကျွမ်းရအပင်ကအသီးကိုစားထားတဲ့ဦးနောက်နဲ့ပြုနေတာလေဒီဘိန်းတွေကဘုရားပါစင်းမှာပါလို့ပဲဒီဘိန်းဖြစ်လာတဲ့အရာကျွန်တော်ဖန်ဆင်းခြင်းမဟုတ်လို့ဘုရားကိုဆန့်ကျင်ပြီးတော့မှရထားတဲ့ကောင်းကောင်းသိကျွမ်းရအပင်ကအသီးကိုစားတဲ့ဦးနောက်နဲ့ပြုနေတာလေအမလေးကျွန်တော်တို့ဘိန်းစားတယ်နော်ဘိန်းစားအချင်းချင်းတော့မှပဲငါတို့ကရွှေတပိကန်နေပြီရှာကြကုန်ပြီလားဟောတော့ဒီဘိန်းယူထဲမှာတကယ်တော့ဒီဟီရိုအင်ဆိုတဲ့ဘိန်းယူကဒီထဲမှာ40ရာခိုင်နှုန်းလောက်ပဲပါတယ်ဘိန်းယူကကျန်တာလေးအစစ်တွေနဲ့တက်ပြီးတာဒါခွဲကန်းလေးကထွက်ချင်းတော့အဲ့ဒီကနေမှတစ်စစ်တော့ကျွန်တော်စားသုံးမှုလည်းရောက်လာတဲ့ကဆိုတော့ခမန်းကြီးပေါ့တကယ်တော့ဟီရိုအင်ကကျွန်တော်တို့သုံးနေတဲ့ဒီထဲမှာဟီရိုအင်က
25ရာခိုင်နှုန်းလောက်ပါဒါကျွန်တော်တို့ကရွှေတရိကန်တွေပြရလူတွေမလို့25ရာခိုင်နှုန်းပါလေမင်းတို့တို့ကဒီကနေမှဟိုဘက်အနောက်နိုင်ငံဥရောပတို့ဘာလို့ထပ်ပူတာဆိုတော့ဟိုဘက်ကဥရောပတို့ဘာလို့အမေရိကတို့ဘာလို့လူတွေကကျတော့15ရာခိုင်နှုန်းလောက်ပါလေ10ရာခိုင်နှုန်းလောက်ပါလေဘေးပြီးသုံးနေရတာဆိုတော့ဥရောပကောင်တွေငါတို့တော့စစ်အောင်ချတယ်ဒီကလည်းဟုတ်တာလို့တော့ပဲကုန်ယူနေတာလေမနေ့ကကျွန်တော်ပြောတဲ့ဟိုရေဘက်စကန်မှာတွေ့တဲ့ခရီးရံကောင်လေးကဘုရားသားကျွန်တော်တယောက်လို့ရှိတာဆရာတကူတယောက်လည်းစကားပြောလို့တကူကပြောတာဆရာတမရဆိုတဲ့ကောင်လေးကတော်တော်အောက်တန်းကြတယ်ကြည့်လေတဲ့ဓာတ်ရဲ့အတင်းအဓမ္မတဲ့အလိုက်ပဲထိုးလိုက်ပဲအတိုင်းချစ်ပြီးတော့ကျွန်တော်တို့ကဘယ်လိုလုပ်တော့လဲအဲ့ဒီရေးတာမပြည့်စေရဘူးသူကတော့တော့ကျေးဇူးတရားမလို့အဲ့ဒီတော့မှကျွန်တော်တာလေးပါပါမနဲ့လုံးဝပါတော့ငါကြည့်သေရောဝါရကျွန်တော်နေရာမှာဓမြဆိုရောက်ခဆရာတော်ကမရကြည့်တဲ့နှိမ့်ဆက်ခံမယ်သူကြောက်ချောက်ရတဲ့အေးပြက်လို့ကျွန်တော်တို့ကြောက်လို့လေအဲ့ဒီလိုမရိုင်းဆိုင်ဘူးစီဒီဘာမှမင်းကျေးဇူးတင်ပါအဲ့ဒါသူကဘာမှမဟုတ်တာလို့တော့ရှာကြံကုန်ပြီအဲ့တော့ပြောချင်တာကဒီအစနာနဲ့ဖတ်မယ်ကဘာဦးကျန်ခန်းကြီးနေအဲ့ဒါဆက်နေပြီတော့ဖတ်ပြီးမယ်တော့လည်းထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွေ၍ကိုခင်မွန်းနိုင်ဝဲသဖြင့်ကိုသူတို့သည်တသားတူဖြစ်ရတယ်လိုက်စို့ယောက်ျားသည်ကိုမိဘကိုဆွေ၍ကိုခင်မွန်းနိုင်မိဝဲသဖြင့်ယောက်ျားကဘာလုပ်ရမလဲဆွနေဆိုတာအားကကိုခင်မွန်းနိုင်မိဝဲအဲ့ဆိုယောက်ျားဘူးတော့လဲဒီမှာတော့လဲအဲ့ဒါရင်းရလေဟုတ်လားမယုံရင်ကျတော့ဖွင့်ကြည့်လေအဲ့ဒါရင်းရလေကျွန်တော်ဒီထွေပြောတာမဟုတ်ဘူးလေဟုတ်တော့ဒါဆိုရင်ရောင်နောက်သလုံးပါလားသလုံးနောက်ရောင်ပါသလုံးနောက်ရောင်ပါကျွန်တော်တို့ကရောင်နောက်သလုံးပါဆိုရင်ဒီကိုယ်လုံးမှာကျွန်တော်ရှင်းပြတာလေပြီးတော့ဖြစ်ချင်တော့ကိုကသမီးကောင်ဝင်တာဒီပုံနဲ့ဆိုတော့ဒီကောင်လေးလိုက်လာမှာတက်လာလေးပြရတယ်ပပလေကျွန်တော်သမီးတွေရတယ်သိတယ်ကျွန်တော်ပြောတယ်သမီးမိလေယောက်ျားကြီးလေသူမိသားစုပေါ့နော်အိမ်ခေါ်လာပေါ့အိမ်မှာပဲသူနေတာပေါ့ပါညာပေါ့ကျွန်တော်သမီးလေမဖြစ်ပါဘူးပပလည်းမဖြစ်ဘူးကျွန်တော်သိတယ်ဖြစ်ပါပါကျွန်တော်ရှော့ပေးတယ်ဖြစ်ပါပါမဖြစ်ပါဘူးလေကျေးဇူးတော်ရဲ့မရကျွန်တော်ကဲအခုကပြောတယ်ယောက်ျားကြီးကိုမိဘကိုဆိုရင်ကိုခင်မွန်းနိုင်ဒါဆိုရင်ယောက်ျားတွေကမိဘကိုထားပြီးတော့မှခင်မွန်းဆိုတဲ့အမျိုးသမီးနောက်ကိုလိုက်ခံစားနိုင်လူမျိုးတွေအများကြီးရတယ်အမြဲတမ်းမိန်းကလေးရတယ်လိုက်သွားလေဟုတ်လားဟဲ့ဒီလိုက်ချိုးတယ်လူပြောတယ်မိန်းကလေးမွေးအဲ့ဒါပေးလိုက်ရမယ်အမျိုးဒီလိုပြောတယ်ဟုတ်ပါရတော့လို့ပြီးတော့ဖယားကကျုံလို့ပြောတယ်အမျိုးသားအမျိုးသမီးရောနှစ်ယောက်စလုံးဖယားအတူတူတန်ဖိုးထားတယ်အမျိုးသမီးအကျဉ်းမှုပေါ့အာမင်လူတွေကတော့နေရလိမ့်မယ်လူတွေရဲ့အသွေးကိုနေကြတယ်
ဘာသာရေးခေါ်မှနေကြတယ်ဖယားတော့အမျိုးသားဖြစ်စီမျိုးသမီးဖြစ်စီဖယားလည်းတမ်းတာဟာလေလုယာအဲ့တော့ကောင်းပြီအိဖက်ငါအောင်ပါအိဖက်ဝရစာတမ်းတာခန်းငယ်31အိဖက်ဝရစာခန်းကြီးငါငယ်31ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွေးကိုဒီမိုးနိုင်ဒီဝဲဖြစ်ကိုသူလူတို့သည်တသားသူသည်ဖြစ်ရလိမ့်မည်အဲ့ဒါတွေ့လားရှေ့မှာကဘာဦးမှာပြောထားတယ်ရှင်ဘုန်းတို့အခြေပြုပြီးပြန်ပြောတာဘုရားဖတ်တဲ့ကဘာဦး24ရာတိုင်းပြန်ပြောတာဟုတ်ပြီနော်စက်ဖတ်မယ်ဤအရာသည်အလွန်နဲ့နေသောအရာဖြစ်ပြီကဲခုပြောနေတဲ့အရာဘယ်လိုအရာမျိုးလဲအလွန်နဲ့နေသောအရာမင်းတို့ထင်သလိုမင်းတို့လူမျိုးရေးတွေအိမ်တော်ရေးတွေကိုပြောနေတာမဟုတ်ဘူးဒါရှင်ဘောတို့ကသတိပေးတာစက်ဖတ်မယ်ထို့သောငါဆိုသောခရစ်တော်နှင့်အသင်းတော်ကိုရည်မှတ်၍ဆိုသည်ဟာလေလုယာအဲ့တော့ယောက်ျားကိုမိဘကိုဆွပြီးတော့ကိုခင်မွန်းနိုင်မိဝဲတယ်ဆိုတာတဲ့မင်းတို့ထင်တယ်လို့လူမျိုးရေးတွေအိမ်တော်ရေးတွေပြောနေတာမဟုတ်ဘူးတဲ့ဒါဝိညာဉ်ရေးအရာနည်းနည်းတဲ့ညာဗါလဲခရစ်တော်နဲ့အသင်းတော်ဗါလဲခရစ်တော်နဲ့အသင်းတော်ယောက်ျားဆိုတာဘယ်သူ့ကိုရည်ရွယ်လဲခရစ်တော်ကိုရည်ရွယ်တယ်မိန်းမဆိုတာအသင်းတော်ကိုရည်ရွယ်တယ်သူတို့သမီးကြီးကိုအသင်းတော်ကိုရည်ရွယ်တယ်ဒါကားတဲ့ခရစ်တော်နဲ့အသင်းတော်ယောက်ျားဆိုတဲ့ခရစ်တော်ကသူ့ရဲ့ဘုံစည်းစိမ်ကိုစွန့်ပြီးတော့အသင်းတော်မှာလာမိဝဲတာအဲ့ဒါကိုမိဘကိုစွန့်ရင်ကိုခင်မွန်းနိုင်မိဝဲတဲ့ဖြစ်အဲ့တော့ကဘာဦးနှစ်မှာလူယောက်ျားနဲ့လူမိန်းမလက်ရှိကာလမှာခရစ်တော်နဲ့အသင်းတော်အဲ့ဒါဘယ်ဒီသွားမလဲဆိုတော့ဗျာဒိတ်အဆုံးထိပါထာဝရကာလဒီပါဒါကြောင့်အသင်းတော်ဆိုတာထာဝရကာလနဲ့ဆိုင်တဲ့ဘုရားသခင်ရဲ့အကြံစီတော်ဖြစ်နေတာလေဒါကြောင့်ကျွန်တော်အခုနောက်ဆုံးထုတ်တဲ့ကျွန်တော်ရဲ့စာအုပ်လေးမှာနောက်ကျောမှာစာလေးရေးထားတယ်စာအုပ်ကတော့ခပ်ပါပါပဲဤစာအုပ်ဒီလောကအောင်ရေးလမ်းလို့မဟုတ်ပါဘာလို့ခုကတက်ချမ်းနေလေကျွန်တော်စာအုပ်ဖတ်တဲ့လူဆိုကျွန်တော်စာအုပ်တွေအများကြီးဖတ်ဘူးလေအော်စာအုပ်တွေဝယ်လာတယ်ကျွန်တော်ဖတ်တယ်ဆိုတော့ဒီခါကျတချို့ဆရာတွေပြောရတယ်ကျွန်တော်ဒီဒီစာအုပ်တွေဟာပြောနေတာပဲနော်အောင်မြင်ခြင်းလို့ခြေလမ်းခွန်တလမ်းလို့ပါလို့ဆိုတာအဲတက်ချမ်းနေတဲ့ဟာတွေပြောတာဆိုတော့ယောက်ျားမကြိုက်တဲ့မိန်းမများရဲ့အချက်9ချက်တူပါလို့နော်မိန်းမမကြိုက်လို့ယောက်ျားများရဲ့အချက်ပဲတစ်ချက်တူပါလို့လောကစာအုပ်တွေဖတ်ပြီးတော့အဲ့ဒါယူပြီးတော့ပြန်ဆွဲပြောတာအဲ့ဒါလေးကမှရှင်းအောင်ရေးထားတာဒီစာအုပ်ဒီလောကအောင်မြင်လမ်းမျိုးစာအုပ်မဟုတ်ပါအသင်းတော်ဒီဟူသောထာဝရကာလနဲ့ဆိုင်သောဘုရားသခင်အကြံစီတော်ကြောင့်ရေးထားခြင်းဖြစ်တယ်အဲ့တော့ဘဝငယ်ကလေးကိုဖတ်ကြည့်လိုက်လောကအောင်မြင်လမ်းမျိုးဖတ်ချင်ဒီစာအုပ်ကိုဖတ်တယ်ဆိုင်မှာတော့ဖတ်ထာဝရကာလနဲ့ဆိုင်တဲ့ဘုရားသခင်အကြံစီတော်ဆိုတော့သိမြင်ခြင်းဒီစာအုပ်ကိုဖတ်ခွဲထားပြီးလားခွဲထားပြီးလားဟုတ်အဲ့တော့ခုနပြောတဲ့ကဘာဦးမှာတော့လူယောက်ျားနဲ့လူမိန်းမဒီနေ့ကာလမှာတော့ခရစ်တော်နဲ့အသင်းတော်အဲ့တော့ထာဝရကာလကျတော့ဘုဒ္ဓသားနဲ့ခရစ်တော်နဲ့ဒီပို့တဲ့ဒီမှာဆောင်ဝဲပေါ့နော်ဒါလေးဆုံးပြီးဆိုတော့ဟိုးအစမှာလေးကဘုရားဗေဒိယူရတဲ့ထာဝရကာလကြီးအာမင်အဲ့တော့အခုဒီမှာရှိတဲ့ကျွန်တော်တို့ကိုခုနအိဖက်လေးလို့ပြောမယ်အဲ့တော့ခုနသိပြီယုံကြည်သူတိုင်းဘာမျိုးလဲယေဘရဟိမျိုးယုံကြည်သူတိုင်းဘာကိုဟောရမလဲဧဝံဂေလိတရားကိုဟောရမယ်ဒါပေမဲ့အသင်းတော်မှာတော့တင်းတို့ရဲ့ဘာရဲ့ဆရာရဲ့သာသနာပြုရဲ့ဘုရားပြန်ခွဲခံထားတာရှိလားရှိတယ်မရှိဘူးလေဒီကတော့ကြောင်းတာဒီစီအဲ့လိုလုပ်နေတယ်ဘုရားအချင်းပါနေတာသူက yes papa
ဘာဒီလိုတော့လာပါဘူးအဲ့တော့ကဲအတိတော်မှာတင်းလို့ရဲ့ဟလာသာသနာပြုရဲ့ဆရာအရာရဲ့ဒီလိုပြန်ပြီးတော့ခွဲထားတဲ့ကဏ္ဍတော့ရှိတယ်သို့တော့ယုံကြည်သူတိုင်းရဲ့ပြောလိုက်အဲ့တော့ဒီယုံကြည်သူတိုင်းကိုဒီလိုပြောတယ်ဒီဘက်လေး73မှာကျွန်တော်ဖတ်ပေးမယ်ငါတို့ရှိသူများသည်ယုံကြည်ခြင်းတို့၎င်းတရားခင်သားတော်ကိုသိကျွမ်းခြင်းတို့၎င်းတနည်းရောက်၍ခရစ်တော်ဤပြည့်စုံခြင်းပမာဏအယက်ဤဟူသောခြင်းတော်လူဤဖြစ်သောယောက်ျားသည်တိုင်အောင်ဖြစ်သည်သူကပထမဦးဆုံးစကားစုကငါတို့ရှိသမျှသည်ပြောပါလေဆရာတို့ရှိသမျှသည်ဟုတ်ဘူးဆရာတို့ရှိသမျှသည်လို့ပြောရင်ဆရာတွေနဲ့ပဲဆိုင်တယ်အခုကဘာလို့ပြောလဲငါတို့ရှိသမျှသည်ဒါဆိုရင်ဒီခါတော့ရှိတဲ့လူရောက်စီတိုင်းနဲ့ဆိုင်လားဆိုင်တယ်အပေါ်မှာဖတ်ခဲ့တဲ့လူချို့ကိုတမန်တော်ဆိုရင်ဒါလူတိုင်းနဲ့မဆိုင်ဘူးတချို့တွေနဲ့ဆိုင်တယ်တချို့တွေနဲ့မဆိုင်ဘူးအခုကတော့ဒီမှာကျတော့ဘာဖြစ်သွားပြီလဲငါတို့ကျွန်တော်တို့တရားချင်းနဲ့ဆိုင်လားဆိုင်တယ်အဲ့တော့ကျွန်တော်တို့အားလုံးကိုရောက်စီတိုင်းကိုတဲ့အဆုံးမှာကြီးရင်တော်လူလို့လေရှင်းလို့လူဆိုတာတနည်းအားဖြင့်ဝိညာဉ်လူပဲဝိညာဉ်လူဖြစ်စေချင်တယ်အဲ့တော့ကြီးလာတယ်ကလေးတယောက်မွေးလာပြီးဖြည်းဖြည်းမှဖြစ်လာတယ်ကြီးလာတယ်အဲ့ဒါပုံမှန်ပဲမကြီးထွားလာဘူးဆိုရင်ဒါတစ်ခုခုလွဲနေလို့လွယ်နေလို့ဟိုတချို့ယောဂရှိတယ်ကျွန်တော်ငယ်တငယ်ချင်းတယောက်ရှိတယ်ရှေ့နောက်နေနေတာပေါ့ငယ်တော့ကျွန်တော်တို့၄နှစ်၅နှစ်လောက်မှာသူနဲ့ကျွန်တော်လည်းအတူတူကစားတယ်အိုးဂျိုးပေါ့နော်အိုးဂျိုးအရွက်တွေခူးပါညာအတုပ်ရောင်းနေတော့ကျွန်တော်ကစားကြ၄နှစ်ကနေတော့သူတို့ကကျွန်တော်တို့နောက်ချက်မှာသူတို့မောင်နှမတွေတုံးဝဲတွေအများကြီးနေတယ်ကျွန်တော်ကရှေ့မှာတယောက်လဲဆိုကစားခြင်းကျွန်တော်မြင်လဲသူတို့ချံတော့ကစားတယ်ဒါပေမဲ့ तू ကသူ့ရဲ့မှာယောဂတမျိုးရှိတဲ့အတွက်သူ့အုံတော့မဖွံ့ဖြိုးလာဘူး။ကျောင်းလည်းတစ်နှစ်လောက်ပဲ2နှစ်လောက်ပဲနေပြီးတော့ခဏနေတော့ပြန်ထုတ်လိုက်။သူအသက်14နှစ်15နှစ်လောက်ထိနေပြီးသူဆုံးသွားတယ်။ तू ကတည်တဲ့အထိအဲ့ဒီအယုတ်ကြီးနဲ့ဒီဇိုင်းနဲ့နေသွားတာ။အင်းအားလိုပဲသူ့ထားထားပေးရတာပေါ့။အဲ့တော့၄နှစ်5နှစ်တုန်းကသူလည်းကျွန်တော်လည်းကစားတယ်။ကိုနှစ်10နှစ်လောက်ရောက်လာတဲ့အချိန်သူတို့ channel ကိုတော့အများကြီးကျွန်တော်လမ်းခေါ်တယ်။သားလားကစားမယ်အားလုံးကစားလို့ကျွန်တော်ကသူ့မောင်ဝမ်းပွဲတွေပါလေကျွန်တော်ကဘောလုံးကံမယ်လို့ဖြစ်လာပြီ။လူကြီးတွေလေးပတ်စံထောင်ပြစ်မယ်လို့ဟောဒါမျိုးတွေတော့ပြန်ပြောင်းသွားပြီ။အဲ့တော့ပတ်စံချွေစီးပါကြည့်သေးတာပတ်စံထောင်ပြစ်မယ်လို့တေဝင်းပြစ်မယ်လို့ဒါချက်တော်ရိုက်မယ်ဘောလုံးကံမယ်တော့၄နှစ်လောက်တော့သူလည်းအတူရောင်းတော့ကစားတယ်ဒီနေ့ခူးလိုက်တော့ဟောလာလေအတူရောင်းတော့အိုးလေးနဲ့ကစားတယ်အဲ့ဒါကျွန်တော်ချီတာလေသူကတော့မချီတာဘူးဆိုတာသူ့မှာချွင်းချက်ရှိတယ်အဲ့တော့ဝိညာဉ်ရေးရမှာသူငယ်အရွယ်ဆိုတာနေစပြောတယ်ဟာလေပြီးတော့မျိုးရွယ်ပြီးတော့ဟာလေကျန်တာပြောတာနော်လိုက်စို့တင်တို့ပေါင်းပြီးယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်ဤသားဖြစ်ကြ၏ဒါတော့မြန်မာလိုရေးတာအင်္ဂလိပ်လိုဖတ်ရင် children of God children ဆိုတဲ့စကားကိုသုံးတယ် children လို့ပြောတဲ့အတွက်အမျိုးသားအမျိုးသမီးရောအကျုံးပြီးတော့ children ဆိုတာကလေးကိုပြောတယ်ကလေးနော်
အဲ့တော့ခရစ်တော်ကယ်တင်ရှင်လို့စပြီးသိမြင်လာတဲ့အချိန်မှာဘယ်သူပဲဖြစ်ရှင်ဘောလူတော်ပြောတယ်ငါပဲတဲ့သူငယ်ဖြစ်ခဲ့တယ်သူငယ်ဖြစ်စဉ်တုန်းကငါသူငယ်လို့စကားပြောတယ်ရှင်ဘောလူကကောရိန္သုမှာသူပြန်ပြောလို့ခံတယ်အဲ့တော့ဘယ်သူပဲဖြစ်ဟို step ကျော်လို့မရဟုတ်ပါမွေးလာတဲ့အဖုံးမွေးလာတော့မရှိဘူးဟုတ်လားအဲ့အဖေမွေးလာတယ်လို့ပြောပါအရင်ဆုံးသူငယ်ဒီတော့စင်နေတော့အဲ့တော့ကျွန်တော်တို့သူငယ်ရောဖြတ်တန်းနေအဲ့တော့စဉ်းစားဒီချာနာတယ်ဘူးသူငယ်ရွယ်လို့ပြောတဲ့အတွက်ခမည်းနဲ့အတူရှိတဲ့သခင်ယေရှုကကလေးဖြစ်နေတာတော့မဟုတ်အဲ့ဒါနားလေတချို့ကသူတို့အစာကျွေးမှအထက်ကယေရှုကြီးလာလို့ထင်တယ်ပြောရှိဟောအစာကျွေးရတယ်အဲ့ဒါယေရှုကထွားလာတယ်အတိတကယ်ယေရှုကခမည်းမွေးတဲ့တိရစ္ဆာန်လို့ပြောပါတယ်စာမမကျွေးတကယ်ယေရှုကပိတ်ချုံးနေတာစာမမကျွေးတော့မလားအဲ့ဒီပေါ်မှာတဲ့အသက်တာထဲမှာလာပြီးတော့အတူနေတဲ့သခင်ယေရှုခရစ်တော်ကကောင်းကင်အောင်မြေကြီးပေါ်မှာစီရင်ပိုင်တဲ့အခွင့်အရေးခံထားတဲ့ယေရှုခရစ်တော်ဖြစ်တယ်။အာမင်။ဒါဆိုရင်သင်မှာအတူယေရှုခရစ်တော်ရှိလား။ရှိတယ်။ရှိလား။ရှိတယ်။သင်မှာရှိတဲ့ယေရှုခရစ်တော်နဲ့ကျွန်တော်မှာရှိတဲ့ယေရှုခရစ်တော်ဘာကွာလဲ။ကွာလား။ကွာ။ကျွန်တော်မှာရှိတဲ့သခင်ယေရှုကနည်းနည်းတော့ပြင်နေတယ်။သူမှရှိတဲ့ယေရှုလည်းဘာဟုတ်အဲ့လိုလားဟုတ်လားဒါဆိုရင်ကျွန်တော်တို့တရားနဲ့တရားကိုဘာလို့သူငယ်ရွယ်လူမျိုးရွယ်လေးအပရွယ်ဆိုတာဘာကွာနေတာလဲမှန်တာမဟုတ်တဲ့အဲ့ဒီဝိညာဉ်ရေးကွာဆိုတာဘာကိုပြောချင်ပฏิခါလာအေးဘောအမှန်တည်းအကြည့်ပြောနေမန္တလေးကနေတယ်လည်းမကြည့်တော့လားဆိုသိနေတာပေါ့ဘယ်လိုလဲကျူလာကဲအားတော့တကယ်ရှုသူရှိတာတူလားတူတယ်အဲ့ဒီယေရှုကလည်းအတူတူပဲဆိုတာတူလားတူတယ်အားပါဘောဒီရလေးညဥပမာလေးနည်းပြပြအခုခေတ်ကခင်ဗျားတို့ဖုန်းလိုင်းမရှိတော့နည်းဥပမာပြရတယ်ခေတ်တယ်ဒီတော့ဖုန်းလိုင်းကောင်းတဲ့အချိန်အခုအားလုံးလူလူမှာဒီ cell phone တွေမရှိဘူးလားရှိရဲ့ရှိရနော်ချို့လူငယ်တွေကဒီဖုန်းနဲ့အကုန်သုံးတတ်တယ်ဒီအမျိုးစားပဲထားApple ဟုတ်လား12 Pro ဘာညာ smartphone နော်ဒါတချို့လူကြီးတွေမသုံးတတ်ဘူးလေဖုန်းခေါ်တာထူတာလားပဲလေဖုန်းမျိုးစားတူတူနေရာလုံးမှာမရှိဘူးလားရှိရဲ့ရှိဟိုတရားကြတော့လူငယ်ကြတော့ game လည်းကစားတတ်တယ် email လည်းပို့တတ်တယ် YouTube လည်းဖွင့်တတ်တယ်ဟုတ်လား Facebook လည်းသုံးတတ်တယ်ဟော Google မှာလိုချင်တာရိုက်ပြီးတော့လူရှာတတ်တယ်ဒီဖုန်းပဲကြိုင်ရတဲ့တချို့လူကြီးတွေကြတော့အတန်ပိတ်ခိုင်းတော့မပိတ်တတ်ဘူးဟုတ်ပါဘုရားလုံးထဲမှာဆိုင်လဲလို့မလုပ်တတ်ဘူးလေမဟုတ်ဘူးသိကျင်တာရှိရင် Google မှာရှာလိုက်ရင်ရတယ်လို့လုံးဝမလုပ်တတ်တာအဲ့တော့ရှိတာချင်းမတူဘူးလားတူတယ်ဒါပေမဲ့ဒီပစ္စည်းကိုသိကျွမ်းတဲ့အပိုင်းတူလားမတူနေတာပဲအဲ့တော့ယေရှုခရစ်တော်ရှိတာချင်းတူလားတူတယ်ဒါပေမဲ့အဲ့ဒီခရစ်တော်ကိုသိကျွမ်းခြင်းမှာမတူကြဘူးအာမင်အာမင်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ဗာကွဲသွားတယ်လူငယ်ရွယ်လူပြိုရွယ်ကျွန်တော်အနေနဲ့ပြောမယ်1989ခုနှစ်မှာအဲဒီယေရှုခရစ်တော်ကကျွန်တော်ဘဝရဲ့ကယ်တင်ရှင်အဲ့ဒါစသိမြင်တာအဲဒီခရစ်တော်သိမြင်ပြီးတော့အဲဒီခရစ်တော်နဲ့လာလိုက်တာအခုနှစ်30ကျော်ကြာသွားပြီးတဲ့အခါကျတော့ယေရှုခရစ်တော်ဆိုတာကျွန်တော်တို့ရဲ့ကယ်တင်ရှင်ပဲမဟုတ်တော့
အဲဒီယေရှုခရစ်တော်ကကျွန်တော်ဘဝရဲ့အရာခတ်သိမ်းခဲ့တာအာမင်လမ်းပြရှင်ဖြစ်တယ်ကွယ်ကာတဲ့ရှင်ဖြစ်တယ်ကောင်းချီးပေးတဲ့ရှင်ဖြစ်တယ်တိုင်ပင်ဘက်ဖြစ်တယ်အားကိုးရာဖြစ်တယ်လုံခြုံရာဖြစ်တယ်ကျမ်းမာခြင်းဖြစ်တယ်ဟာလေလုယာအာမင်အဲ့တော့အရင်လုံးကသိတာနဲ့အခုသိတာဟွာပါလားဟွာပါတယ်တိုးလာလားတိုးလာပါဘူးအဲ့တော့တိကျွမ်းခြင်းမတူတာဒါပေမဲ့တိကျွမ်းခြင်းတိုးလာဘူးအာမင်အဲ့တော့ပြောရင်ဘယ်သူတွေလဲဘာလို့ရှိနေတာဘယ်လိုလူဖြစ်လို့လဲအဲ့ရှိလို့လူဆိုတာအဲ့ဒီဝိညာဉ်လူဆိုတာတဲ့ခရစ်တော်နဲ့တန်တူတာတဲ့ခရစ်တော်ဤပြည့်စုံခြင်းပမာဏအယက်ကြီးဟူသောဒါကြောင့်ဝိညာဉ်လူလို့ပြောရင်အဲ့ဒီဝိညာဉ်လူဆိုတာဘယ်သူနဲ့တန်တူတာလဲခရစ်တော်နဲ့တန်တူဒါဆိုရင်ကျွန်တော်တို့ရောက်စီတိုင်းကိုဖခင်ဘယ်လိုလူဖြစ်စေခြင်းလဲကြီးရင်တော်လူဖြစ်စေခြင်းလဲအဲ့ကြီးရင်တော်လူဆိုတာဘယ်သူနဲ့တန်တူတာလဲခရစ်တော်နဲ့တန်တူတာဒါဆိုရင်ဖခင်ကျွန်တော်တို့ကိုဘယ်သူနဲ့တူစေခြင်းလဲခရစ်တော်နဲ့တူစေခြင်းကျွန်တော်တို့ကလူတွေနဲ့တူခြင်းလဲဟုတ်လားမကျွန်တော်တို့သဘောကျတယ်အားကျတယ်နော်ဥပမာရုပ်ရှင်မင်းသားမင်းသမီးဆယ်လီဘောလုံးသမားအားကစားသမားတထေးစာရှင်မောင်တော်မဥပမာဆရာသမားဟုတ်လားကျွန်တော်ပြောင်းလဲခါစားတော့ကျွန်တော်ရဲ့ဆရာကျွန်တော်ရဲ့လက်ဦးဆရာပေါ့ကျွန်တော်ခရစ်တော်နဲ့မိတ်ဆက်ပြီးကျောင်းသားတွေပြုထောင်ပြီးတဲ့ကျွန်တော်ဆရာဦးဒေးဗစ်ရုံးမှုဆိုတာအခုတော့မရှိဘူးဆုံးသွားပြီဆိုတော့အဲ့ဆရာနှခမ်းမွေးနဲ့ကျွန်တော်တို့ဂျပန်မှာဘူးတော့ဘလာတော့အဲ့တော့ကျွန်တော်နှခမ်းမွေးတာမပေါက်သေးဘူးဆိုတော့အဲ့ဆရာနဲ့တူချင်တာနှခမ်းမွေးပေါက်ချင်တာလိုက်ရိတ်ချက်တော်နေနဲ့ပို့ဖက်ကစဉ်းစားတော့လေဆရာနဲ့တူချင်တယ်ဆိုတော့လေမကောင်းလို့ပြောလို့လည်းခက်တယ်နော်ပြီးတော့ဒီဆရာလည်းကျွန်တော်ဝင်းကြီးရတယ်ဦးဆရာလေတရားဟောနေတဲ့ဆရာလေဆရာနဲ့တူချင်တယ်ကျွန်တော်တကယ်ရင်းတယောက်ဆိုရင်ဆရာနဲ့ဘယ်လောက်တူချင်လဲဆိုတော့လေသူကတော့တအားကို extreme ပြောအောင်ဆရာနဲ့တူမယ်ဆိုရင်စီချိုရှိတာအစတူချင်တာအောက်မသိဘူးတော့ပြန်ကဘာစီကျွန်တော်အားစီလို့ဆိုတော့ဒါမဲ့စဉ်းစားတော့အဲ့ဒါလေးလူပဲဖခင်ကကျွန်တော်တို့လူတွေနဲ့တူဖို့ရည်ရတာမဟုတ်ဘူးခရစ်တော်နဲ့တရားတူဖို့ရည်ရအာမင်အဲ့တော့သင်မင်းသားလူရောသင်ကိုဘုရားလို့ခရစ်တော်နဲ့တူစေခြင်းနဲ့အာမင်အဲ့တော့အဲ့ဒီဟာကိုသွားတဲ့အခါမှာကဲခုနအိဗက်53ပြန်ဖို့အရုရှိမြတ်ဒီပွတ်ပြီးပါယုံကြည်ခြင်းတို့၎င်းဘယ်သူတွေလဲဘုရားဘယ်လိုဖြစ်စေခြင်းလဲကြီးရင်တော်ဆိုတာအဲ့ဒီဝိညာဉ်ဆိုတာဘယ်သူနဲ့တူတာလဲဟုတ်ပြီနော်အဲ့ဒါကိုသွားတဲ့နေရာမှာနှစ်ချက်ပြောတယ်တစ်ယုံကြည်ခြင်းနှစ်ယုံကြည်ခြင်းကတော့တစ်ချိန်တည်းပြီးယေရှုခရစ်တော်ကကျွန်တော်အပြစ်တွေကိုဆက်ပြီးတော့မှရွေးလို့တဲ့ကေရင်ရှင်လို့သိမြင်သွားတယ်သင်ယုံကြည်သူဖြစ်ပြီဘုရားသားဖြစ်ပြီတစ်ချက်ဆက်တဲ့ပြီးသွားပြီဟုတ်ပြီနော်ဒါပေမဲ့သိကျွမ်းခြင်းဆိုတာကတော့သင်ရဲ့နေ့စဉ်အသက်တာထဲမှာဖြည်းဖြည်းချင်းတိုးလာတယ်အဲ့ဒါတက်လုံးကဘာလဲသူလဲဆိုတော့လူတွေကအိမ်တော်ပြုတယ်သင်ဆရာရှိမှသစ္စာဆိုပြီးတော့ဟုတ်လားအိမ်တော်ပြုလိုက်တယ်ဒါတစ်ချိန်နဲ့ပြီးနေ့တိုင်းတော့ပြန်ပြီးတော့စောင့်နေကြမလို့အဲ့ဒီကတက်လုံးပါလို့ပါပြီလေပေါင်းပါအဲ့လိုပေါင်းရတော့မှအဲ့မှာတိုးပြီးတော့တိလာတဲ့ຢာတွေရှိတယ်ဟုတ်စားတော့အဲ့လိုချင်းနဲ့မသိဘူးညချင်တော့လည်းရောက်ပြီးပေါ့စိတ်ပြင်းနေဟုတ်တယ်လေဘ
တွေ့ရခဲ့တဲ့ကိစ္စအဲ့ဒီမျိုးอ่ะဗျာအဲ့မျိုးอ่ะသူကဂျပန်မှာလို့သွားလို့တော့မြန်မာပြည်ပြန်လာဒီလိုကြီးပေါ့မြန်မာပြည်ရောပြန်ချီချမှာပေါ့အမျိုးမှလည်းသူကဒီရွာလေးစောက်ထားပြီးစီးပွားရေး business တွေလို့ဘာသာအားလုံးယူရထားတယ်ဆိုတော့အရွယ်ရောက်ပြီဆိုတော့လေဒါဒီသားစုတွေလည်းသူကပြန်လာနေပြီးတော့အင်အောင်ပြုမယ်ပါညာပေါ့စဟကြတာပေါ့ဒါတော့ဒီကလေးမတယောက်ဒါမိသားစုတိုင်းဝဲစဟပြီးတော့လို့ယူအင်အောင်ပြုပေါ့နော်ယုံကြည်သူချင်းမဖြစ်ရချင်းတွေပြုပြောရတယ်သူဘောလေလင်မယားဖြစ်ပြီးသူကအဲ့ဒီကလေးမလေးကိုယူပြီးတဲ့အခါရေချိုးပြီးတယ်တော့ကလေးမလေးကတော့ဒါလင်ရပြန်လာဆိုတော့လည်းဘူဆန်နေချင်တာပေါ့လေနော်ပြီးတော့လည်းကိုယ့်ယောက်ျားပဲလေလက်ထပ်ထားပြီးပြီးတော့ချိုးရချိုးပြီးပေါ့ပြီးတော့သူတို့ကလည်းဘိုးဘိုးလိုပဲအေးတဲ့အရာသူကခဏသူမိမောင်ရေချိုးပြီးတယ်တနေ့တော့3-5ပါရေချိုးပြီးတယ်နောက်တော့မှသူကဟိုဘက်မှာအလုပ်လုပ်တဲ့အချိန်မှာအလောင်းရေချိုးတယ်လို့ပတ်စံလည်းပြန်ရတယ်အခုလည်းပြန်လို့ရှိတယ်လို့ပတ်စံပြန်ရတဲ့အတွက်တော့အလောင်းရေချိုးတယ်လို့လုပ်မှာတော့ချစ်ပါအားရနေပါရေချိုးလို့မယ်ချိုးလို့မယ်နောက်ဆုံးထွက်ပြေးတော့ဆိုကလေးပါလည်းငါမသိဘူးပေါ့နိုင်ငံသားတွေပြန်လာတယ်ဆန်းဆန်းသမားပြီးဆိုကောင်းလို့ဆိုတော့ယူလိုက်တာပေါ့အဲ့လိုတနေ့ကိုဒီလေးနိုင်ချိုးမသိဘူးပေါ့တော့လည်းဒီချိုးမခံနိုင်တော့ဘာမှလုပ်တာမဟုတ်ဘူးနော်ဟိုတောင်းစားလို့မူယူနေလို့ဟလာပြန်လာပြီးတော့မိမမလေးဆက်လို့ပေါ့သူကရိုးရိုးလေးဒီပဲဒီပဲဆိုတာဘာလို့လဲကနာလေးသူတို့စားကြတယ်ချိုးသူစားတယ်ဒါပဲဒီဘက်ကချိုးတယ်တော့မှအလောင်းကြီးချိုးတယ်လို့တော့ဆိုတော့ဒီမှာကမကနိုင်တော့ဒီချိုးပြီးတယ်ပြောရတဲ့တရားလည်းဟာဘူပြီးရိုက်တာလည်းမဟုတ်ပဲစဉ်းစားကြည့်တော့ဘူဘူတဲ့အေးရဲ့ရည်သားမှာဒီတိုင်းလိုဒီကချိုးတယ်ရောအဲ့တော့ကောင်းပြီလူနှစ်ယောက်အိမ်တော်ပြုလိုက်တဲ့ဒါတင်နေပြီးတော့ပြီးတော့မှအတူတူဆက်နေသွားတယ်အဲ့ဒါနေ့စဉ်တက်တာအဲ့တော့ယုံကြည်ခြင်းအကယ်ယေရှုခရစ်တော်ကိုကျွန်တော်သိမြင်တဲ့အခါအဲ့ဒီယေရှုခရစ်တော်သင်ဘဝထဲရောက်လာတယ်ဟာလေလုယာအဲ့တော့ဘုရားတော်ကလို့ပြောရင်ခင်ဗျာစမတ်ဖုန်းရသုံးရင်နဲ့ဒီဖုန်းထဲမှာပါတဲ့အရာတွေသိတိုးပြီးသုံးတတ်တာဟုတ်နော်အဲ့ဒါပါလေဖုန်းထဲမှာ function ရစုံပါပြီးသားဘယ်ကျွန်တော်တို့ရုပ်ကြည့်ရဲ့မသိဘူးမသုံးတတ်ဘူးသုံးတတ်ဘူးဆိုတော့သုံးရင်နဲ့တိုးပြီးတော့သိလာတယ်တိုးပြီးသုံးတတ်တာသင်ဘဝတွေကိုရောက်လာတဲ့ယေရှုခရစ်တော်ကအရာအသိဖြစ်တယ်မှာလို့အဲဒီခရစ်တော်နဲ့ဒီနေ့စဉ်အသက်ရှင်ရင်နေ့စဉ်အသက်ရှင်ရင်နဲ့အဲဒီခရစ်တော်ကိုသင်တည်ကျွမ်းခြင်းတို့အဲဒီတည်ကျွမ်းခြင်းတိုးလာတဲ့အတွက်ထိုးသခင်ကိုအားကိုးတဲ့စိတ်နဲ့တိုးလာတယ်ဟာအဲ့တော့သူဘလောက်တတ်နိုင်လဲဆိုတော့ဒီအတိတိုးလာတယ်တိုးလာတော့ငါအခွင့်ရဆိုတော့ရိုးရိုးလေးလူဖြစ်တဲ့အဖေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကကိုယ့်အဖေဘာညာအကြောင်းတော့ခက်ငင်နေမှာတော့သိတာမဟုတ်ဘူးနည်းနည်းတစ်ပြေးကြည့်လာတော့မှပဲအားကိုးလို့ရတယ်အများကြီးရှိတာပါလားဒါအတူတူနေတဲ့ဒီကျွမ်းကျင်တိုးလာတယ်အဲ့တော့ဒီဖယားအတူရှိတော်မူသောဖယားဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့နေ့စဉ်ဒီဖယားနဲ့အသက်ရှင်ရင်နဲ့ဘာတူလာလဲဒီကျွမ်းကျင်တူလာတယ်အဲ့လိုဒီကျွမ်းကျင်တူလာတဲ့အခါကျတော့မှသင်ကဘယ်အရာမဆိုဘာပဲဖြစ်ဖြစ်ငါဖယားကိုအားကိုးသက်
နည်းအားဖြင့်အဲ့ဒါတင်းအသက်တာထဲမှာဝိညာဉ်ရေးရတိုးတက်လာတခုခုဆိုရင်သင်ကဖျားကိုအားကိုးပြီးသက်ရှင်တယ်ဒီဖျားကိုတည်ကျွမ်းခြင်းရသင်တည်နေတဲ့အတွက်တခုခုဆိုရင်သင်စီကထွက်လာတာပဲဖြစ်သင်လောက်တာပဲဖြစ်သင်ပြောတာပဲဖြစ်ကဝိညာဉ်သဘောထင်ရှားတယ်ဟာလေလုယာအာမင်ခုဒီမှာပြောတဲ့ဘာလို့လဲအဲ့တော့ဒီနေ့သင်ရဲ့နေ့စဉ်သက်တာမှာဒါအရေးကြီးတယ်ဘာတိုးလာလို့လဲဒီကျွမ်းခြင်းတိုးလာဖို့ဒီအတူရှိတဲ့ဖျားနဲ့ဒီအသက်ရှင်ရင်တချို့လူတွေတော့ပဲဆက်ဆက်ချင်းမှာနာမည်တော့ပဲသိတာနောက်တော့လူမျိုးပါညာအခြေအနေပေါင်းတင်းဆက်ဆံတာကြာလာတဲ့မြတ်ပို့ပြီးတော့သူ့ကြောင့်တိုးပြီးသိလာတယ်လို့ပဲအတူရှိတဲ့ဖျားကိုလည်းအစားတော့ကယ်ရီရှင်တော့ပဲသိတာဒါပေမဲ့ဖျားနဲ့နေ့စဉ်အသက်ရှင်နေ့စဉ်အသက်ရှင်နေ့စဉ်အသက်ရှင်နဲ့ဒီပါတူလာလေဒီချွန်းချင်းအဲ့ဒါဘယ်သူတွေဖြစ်စီနေတာလဲအဲ့တော့ဒီလိုရမှရှိတဲ့ယုံကြည်သူတိုင်းကိုဘုရားဘာလို့စေချင်လဲဒီချမ်းလို့စေချင်တယ်တချို့ယေရှုခရစ်တော်ကယ်တင်ရှင်လို့သိမြင်တယ်ပြောင်းလဲပြီးတော့ဒီတရားတော့ငါတို့နေ့စဉ်ဘဝကိုလည်းတောင်းရှိပြီးတယ်ငါတို့မငှအောင်ကားတယ်ဘယ်လိုပဲသိသေးလားနောက်နေ့တွေကြာတော့မှဘယ်လိုလဲဖခင်ကဟိုထာဝရကာလတည်ကြည်လာတာဟာလေလုယာအဲ့ဒါဒီနေ့တို့လားကျွန်တော်က1994မှာဒီမြန်မာလူငယ်ပြုစုပြောင်းထောင်ရေးသာသနာဆိုတော့ဝိရစီဆွဲလူငယ်တွေပြုဆောင်တဲ့လုပ်ငန်းကိုအစပြုတယ်အဲ့တော့ကျွန်တော်အိမ်မှာပဲဒီလိုပဲ2ယောက်3ယောက်စပြီးတော့လုပ်တာပေါ့ဖခင်ခိုင်းလို့ကျွန်တော်ရဲ့စိတ်ရင်းတိုင်းပြောရင်မလုပ်ချင်ဘာလို့မလုပ်ချင်လဲဆိုတော့ဒီဝိရစီဆွဲလူငယ်တရားကိုအိမ်ခေါ်လာရင်ဘယ်တော့အလုပ်ရှုပ်လဲဆိုတော့ကျွန်တော်သိတော့မယ်ကျွန်တော်ကိုယ်တိုင်ကောင်းလုပ်တာဆိုတော့ကောင်းသိတယ်ဒါကခေါ်လာရင်ရှုပ်ဒါပေမဲ့ဘုရားကြီးကိုတင်ဖွင့်ပြလာတဲ့အတွက်ဝန်ခံပြီးတော့လုပ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ဒီနာပေါင်းနေပြီမှာဘုရားကျောင်းနေရာအများကြီးပဲတင်းတော်တွေအများကြီးပဲတင်းတော်မလို့တင်းလို့ဆရာကြီးများလို့ရိုက်တော့လို့မကုန်ဘူးငါ့ကိုဘိန်းသားလေးလူစိုးလေးကရှားတယ်ဒါကကိုယ်ရှာချင်ပြီးကုန်တာဟုတ်လားအခုလို့ပေါ့ဒါပေမဲ့အပြည့်ပြည့်နဲ့တော့ကျွန်တော်ကဂိုင်းကနာဖွဲ့စည်းတိုင်းမှာအရက်သမားစီးသမားရှိတယ်ဂိုင်းကနာဖွဲ့စည်းရှိတယ်အဲ့တော့ဂိုင်းကနာဖွဲ့စည်းအားလုံးမေတ္တာဖွဲ့မယ်ကျွန်တော်တို့ဘုရားစီဆွဲငယ်တွေပြုဆောင်မယ်ပေါ့ဒါပေမဲ့အပြည့်ပြည့်နဲ့တမာတရားကိုကျွမ်းကျင်ထူလာတဲ့အခါကျတော့မှအသင်းတော်ဆိုတာဘုရားပြည်ရဲ့ကျမ်းစာအာမင်ဒီ ministry တွေပါတွေကဒီလိုအောက်မှာရှိရမယ်ဟုတ်ပြီအဲ့တော့ကအသင်းတော်ပြန်စကျွန်တော်တို့ ministry ရဒီလိုရဲ့အောက်မှာအဲ့တော့ children ministry ရှိမယ်ဒီလိုအောက်မှာဟုတ်လားအေဝံဂေလိသာသနာရှိမယ်အသင်းတော်ကိုပဲအခြေပြုပြီးတော့မှလှုပ်ဆောင်နေရဖြစ်ရအဲ့တော့အသင်းတော်ဒီဘုရားသခင်ရဲ့သာဝရကာလနဲ့ဆိုင်တဲ့အကျင့်စီလို့ဖြစ်တယ်ဟာလေလုယာအဲ့တော့ဒါလူကတဖြည်းဖြည်းနဲ့တည်ချွန်ခြင်းတိုးလာအဲ့ဒီတည်ချွန်ခြင်းတိုးတဲ့ပုံမှာဒီလိုကိုကြီးရရွှေတယ်ပွာလာတယ်ကိုကြီးရွှေဖားတယ်ဆိုတော့ပွာလာတယ်အဲ့တော့သူကမတိုးတက်လာဘူးဒီမှာပဲရပ်နေတယ်ဆိုရင်ဒါတစ်ခုခုပေါ့ something wrong အသက်အရွယ်ပုံမှာမူတည်ပြီးတော့လူကအကြိုက်အရင်ကြိုက်တဲ့အရာဘူးမကြိုက်တော့ဘူးကိုယ့်ဘာကိုပဲစဉ်းစားခင်ဗျာ9နှစ်သား9နှစ်သမီးလောက်တော့ကြိုက်တဲ့အရာကို15နှစ်အသက်15 20ရောက်လာတဲ့အခါကြိုက်သေးလားကြိုက်တော့ခုနပြောသလို9နှစ်လောက်ကအိုးဂျိုးနဲ့ကြားတယ်15နှစ်20ရောက်တော့ချက်တော်ရဲ့ဘော်လီဘောကိုဖြစ်သွားပြီဟုတ်ဒီဝင်းပြမယ်ဘောနာမျိုးလုပ်သေးလားမလုပ်တော့အဲ့လိုပဲလူကနှစ်ကြာလာတဲ့နေရာလူရဲ့အတွေးပေါ်ပြောင်းရတယ်ဘောရှိတယ်မပြောင်းဘူးဆိုရင်ဒါတစ်ခုခုပဲနေကျွန်တော်ငယ်ငယ်ကအရန်ကြိုက်ခဲ့ဘူးတဲ့သဘောကျတယ်ဂျပန်ရုပ်ရှင်တွေရှိတယ် Take Me Away ရုပ်ရှင်ဆက်ပြောရတယ်ဒီစကားပြောပါဆိုတော့ဂျပန်မှာလေးကအဲ့ဒီGolden Gate Bridge San Francisco မှာအဲ့ဒီတရားကိုသွားလည်နေတယ်အဲ့ရောက်တော့သူခဏကထောက်ပြသွားတဲ့အချိန်မှာအဲ့မှာရှိတဲ့ဂျပန်လေးက
ဒီကောင်ဘာမလို့ဂျလီဘီရှောက်လီနေတဲ့ကောင်အဲ့ဒါလေးကောက်ပြီးတက်ပြီးပါညာလေးတို့ခင်သွားရင်တော့တာမလို့ဖြစ်တာပေါ့ဖြစ်ပြီးတော့ဂျပန်မာလေးကဂျပန်ကိုပြန်သွားတယ်သူ့အိမ်ကပေးစားမဲ့လူရှိတယ်ကြီးပြထားတဲ့လူရှိတယ်နောက်ဆုံးကျတော့ကောင်မာလေးကအဲ့လူထားခဲ့ပြီးတော့ထွက်ပြေးပြီးတော့ပြန်လာပြီးတော့သူနှစ်ယောက်တွေ့ပြီးတော့ယူကြတယ်ပေါ့လေဆိုတော့အဲ့တော့ကျွန်တော်လည်းအဲ့လိုပေါ့အဲ့ဒီယူရှင်ဒီနေ့စီစက်ကုန်တစ်ကျွန်တော်လည်းအဲ့ဒီမင်းသားလိုပဲဂျလီဘီဖြစ်နေတာစေးဆွေဖြစ်နေဖြစ်လာတော့အရင်တော့ကြာတယ်ကွာအဲ့ရုံမှာတော့6ခေါက်9ခေါက်ရှိတာဘာတချင်းလေးနဲ့အားနေတာဒီကောင်လေးဒီကောင်လေးကချွေသွားပါညာဟုတ်အဲ့ဒါကျွန်တော်တို့အသက်40ကျွန်တော်သမီးတို့ကိုပြီးတဲ့အချိန်မှာအဲ့တော့ဟိုဗီဒီယိုတွေ DVD ခွေခစ်အဲ့ဆိုင်ရှိတော့ရှင်းတော့ရုပ်ရှင်တွေအားကြီးတော့ကူပြီးရောက်တယ်အတေးရတော့ချီနေအဲ့ရုပ်ရှင်တွေကျွန်တော်ဝေးလာအိမ်ကျတော့ကျွန်တော်မိမကိုကျွန်တော်မိမသူလည်းရုပ်ရှင်တော့ဘောချရတယ်အေးကောင်းပြီငါတို့အားရချိန်တိုင်းကြည့်ရအောင်ပေါ့တရားပေါ်အားရချိန်အားရချိန်ကြတော့ကြည့်အခုပြန်ကြည့်တော့ကောင်မလေးကသူ့မိဘပေးစားတဲ့အောင်ဟဲနေဒုက္ခဖြစ်မှာမိဘပေးစားဖို့ရည်ရွယ်ထားတဲ့ဟာတစ်ခေတ်စီးပွားရေးကမှာကိုကောင်လေးတော့ယူနေငတ်မှာငယ်ငယ်တော့ကြိုက်တယ်အခုသမီးတော့ရှင်ဖြစ်တဲ့ကမကြိုက်ဘူးရေတော့တားကြိုက်တယ်ကိုကဆိုတော့အခုသမီးတော့ဝင်လာတဲ့အဖေဖြစ်လာတဲ့ကသမီးရှင်ဖြစ်လာတဲ့ကကျတော့ကောင်မလေးဟဲမြမကြီးငတ်မယ်ဒီကောင်လေးယူငတ်မယ်ဒီကပေးစားတော့အေးစိတ်ယူလိုက်အဲ့လိုမျိုးကြည့်ပြီးတော့အားမပေးနိုင်တော့ဘူးဖြစ်တယ်အဲ့ဒါလူကအသက်အရွယ်ပေါ်မှာမူတည်ပြီးတော့ဆိုတော့အသွေးပြောင်းလို့ပြောင်းမပြောင်းရင်အဲ့ဒါအများတစ်ခုပဲပြောင်းလဲတာစပြီးတော့ခင်လုံးချလာတယ်ပါညာခင်ကြိုက်ခဲ့တဲ့အရာတွေရှိတယ်ချိုတွေပေါ့ချိုတွေအဲ့ဒီနောက်တော့မစီချိုတွေဖြစ်ဒါပေမဲ့ဒီနေ့လည်းထာဝရကာလနဲ့ဆိုင်တဲ့ဘုရားရဲ့ခြံစည်းကိုပြင်လာဖို့လိုတယ်အာမင်အဲ့တော့ပြန်ပြောလို့လူတွေလည်းဘယ်လိုဖြစ်လို့လဲရှင်းတော့ဆိုတာအဲ့ဒါဘုရားကလည်းအဲ့ဒါဘာလဲကတိဒီရဲ့နေစီတဲ့တာတို့တခင်နဲ့တင်နေစီတဲ့ရှင်နဲ့ပြီးတော့ပြောမယ်လောကပညာရပ်ဒီတော်ကတင်လို့မကုန်နိုင်ဘူးလို့ပြောတယ်ပိဋကပညာတွေဟုတ်လားchemistry ဓာတုဗေဒတို့ယူပဗေဒတို့သင်္ချာတို့လေ့လာလို့မဆုံးနိုင်ဘူးစေပညာနဲ့ဒီတိုင်းပဲလေ့လာလို့သင်ကြားလို့မဆုံးနိုင်ဘူးယောဂတွေကလည်းတစ်တွေတူတူပေါ်နေတာဆေးဝါးတစ်တွေတူတူပေါ်နေတာဆိုတော့အများအားလေ့လာသင်ယူနေရတယ်ဆုံးသွားတယ်ပုံသွားတယ်လို့မရှိဘူးဒါလောကပညာရဲ့အခုကအနန္တစัจ java လာကိုဖန်ဆင်းထားတဲ့ဘုရားအကြောင်းဟာလေလုယာဘယ်လိုမှပုံသွားတဲ့အကြောင်းရှိဘူးနေ့တိုင်းသင်ဘုရားနဲ့အသက်ရှင်တယ်နေ့တိုင်းအဲ့ဘုရားစီမှာသင်လေ့လာတယ်ခံယူတယ်ဘုရားဆောင်ခြင်းကိုသင်ဝန်ခံပြီးသက်ရှင်တယ်အဲ့ဒါသင်ဘဝတစ်လျှောက်ဘဝအဲ့ဒါမှသင်ထာဝရကာလကြာရင်ဒီမြေကြီးပေါ်မှာသင်အသက်တာကဘုရားအလိုတော်နဲ့အကြံစီတော်ပြည့်စုံနေတာအာမင်ကိုဗိနာလိုပြောသင်ကားလို့ဘုရားအလိုတော်နဲ့အကြံစီတော်ပြည့်စုံတဲ့ယုံကြည်သူဖြစ်ပါစေအဲ့ဒီကြတော့မှထာဝရကာလမှာသင်ဘုရားနဲ့ဘုရားရှေ့မှာမျက်နှာရအာမင်ပြီးတော့မှထာဝရကာလဒီအနန္တစัจ java တော်ဘုရားအလကားဖန်ဆင်းတာမဟုတ်ဘူးကျမ်းစာမှာပြောတယ်နော်သင်ဆိုးစံမှုလို့ပြောတယ်ဟာလေလုယာကျွန်တော်တို့ကဒီအနန္တစัจ java တော်ကိုဘုရားနဲ့ဆိုးစံမှုရည်ရွယ်ခြင်းခံရတဲ့တရားသားတွေအာမင်တော့ဘုရားတော်ဒီရောက်စီတိုင်းရဲ့ညီကြီးရအတွက်ကောင်းချီးမင်္ဂလာဖြစ်ပါစေ